မင်္ဂလာညာချမ်းလေးပါခင်ဗျာ။စာရေးဆရာထမန်တောင်ကိုရေးသားထားတဲ့တပွဲသားမုတ်ဆွနဲ့သင်းပိုက်တောင်ကလူဖြူကြီးဆိုတဲ့စိတ်ဝင်စားဖွယ်ရာတောတွင်မုတ်ဆွဇလန်းကောင်းလေးရဲ့အစာဆုံးကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။နားဆင်ခံစားပေးကြပါဦးခင်ဗျာ။ဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးသူများလုပ်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။ဒီနှစ်နွေကရခင်နှစ်တွေကထက်နှစ်ဆသုံးဆပိုပြီးတော့ပူတယ်လို့ထင်မိရ။ဘာကြောင့်လဲဆိုတော့ရိုးကုန်းရွာရဲ့အပြင်ဘက်လေကွင်းပြင်းနေဆိုတန်လျက်တွေလိုလက်လက်ထနေလို့ပဲ။အဲ့ဒီကနေလွန်လို့အဝေးစီကရိုးမကြောစီကိုလှမ်းမြော်ပြီးကြည့်မယ်ဆိုရင်လဲတောင်ကိုးတက်တွေပိမ့်ပိုင်နေတယ်လေ။ဒါဟာဘာကိုပြသလဲဆိုရင်နွေရဲ့အပူဒဏ်ကြောင့်တောင်ရင်းစီကအခိုးငွေတွေလွတ်တဲ့သဘောရဲ့ပေါ့။ဒါပေမဲ့ဒီလောက်ပူပြင်းတဲ့နွေကာလာကြီးကိုအလှဆင်းနေပြန်သေးတဲ့အရာတွေကလည်းရှိနေတက်ပြန်သေးတယ်ဗျ။ဒီဆွေးဆွေးအသွင်ဆန်းတဲ့လက်ပံနဲ့ပေါက်ပင်ကြီးတွေရဲ့စိမ့်မှန်မှုတွေပျောက်ပြီးကြောက်တရောက်ညိုမောင်းနေတဲ့လောကကြီးကိုသူ့ရဲ့ညီရဲတဲ့တံနဲ့တမူထူးထူးအလှဆင်ထားလေတယ်။ဒါကိုကပဲຫນွေတရုပ်ကိုအဟုံးအမှန်ထင်ရှားစေတာထင်ပါရဲ့။မြင်ရသူခမရှုမျော်ခင်းကြောင့်လွမ်းမောရတယ်လို့ပျော်ရွှင်ရတယ်လို့ကြည်နူးရတယ်လို့နဲ့မနူးညံ့တက်တူတွေတောင်သွေးမြေသွားစေမဲ့ຫນွေပုံရိပ်ပါပဲ။မနက်စောသောအချိန်တွင်ရိုးကုန်းရွာစီကမောင်းထွက်လာတဲ့နွားလက်တစ်စီးလဲပေါ်မှာလူငယ်ကာလာသားနှစ်ယောက်ထိုင်နေတယ်လေ။သူတို့ကလူမောင်နဲ့ထေးဦးတို့တငယ်ချင်းနှစ်ယောက်ရဲ့ပါ။သူတို့နှစ်ယောက်ကတက်တူရွယ်တူငယ်ပေါင်းကြီးဖော်တွေလေ။ငယ်စဉ်ကာလဘုံကြီးเจ้าမှာမောင်เจ้าသားဘဝခြေချကလေးကခင်မေရင်ဆွဲရှိကြသူတွေပေါ့။မဲတံမခွဲအတူနေတတ်ကြအရွယ်ရောက်လို့ကာလာသားတွေဖြစ်သွားပြန်တော့လဲသူတို့ကပေါင်းဖော်နေကြသေးပါပဲ။သူတို့ကြောင့်ပဲမိဘတို့နှစ်အိမ်တောင်ကလည်းနှစ်အိမ်တိမ်သဘောတောင်တက်ရောက်နေခဲ့ကြတယ်။ဒီတစ်ယောက်ကလည်းတာမန်ထက်ကိုပိုခဲ့ပြီးသားအတူသွားအတူလာအတူအပြင်အလုံးလို့ရင်တောင်မှမခွဲမခွာရှိနေကြတာပေါ့။အခုလဲနှစ်ယောက်သားလူမောင်တို့အပိုင်ပဲအိတ်တွေကိုလဲတဲ့စီကနေရွာထဲကအိမ်စီကိုတဲဖို့လာခဲ့ကြတာပေါ့။လမ်းမှာနှစ်ယောက်သားတချင်းတစ်ပုတ်ကိုအော်ဟစ်တီဆိုလို့လဲကိုထေးဦးကမောင်းကလာခဲ့ကြတယ်။တချင်းတန်ပြတ်သွားတဲ့အခါကျတော့ထေးဦးကဟေးလူမောင်ရွာတောင်ပိုင်းကဦးဘွားတို့အလှရှိတယ်ကြားတယ်ကွမနေ့ကရက်ကန်းတက်တယ်တဲ့ဘယ်ရက်လို့မင်းကြားမိလဲထေးဦးရဲ့အမေစကားကြောင့်လူမောင်ကမွေချင်းချေမြင်ပါတယ်ဆိုတဲ့သဘောနဲ့အသာပြုံးလိုက်မိပြီးတော့ထေးဦးမင်းကအလှကိုစိတ်ဝင်စားတာလားထားကြီးကိုစိတ်ဝင်စားလို့မေးတာလားလူမောင်စကားကြောင့်ထေးဦးတဟဲဟဲနဲ့ရဲလိုက်လေတဲ့ဗျပြီးတော့လူမောင်ကိုမင်းလည်းသိရသားနဲ့လူမောင်ရဲ့ငါခင်သားကိုဘလောက်ထိစိတ်ဝင်စားမိနေတယ်ဆိုတာကိုလေအေးပါကွာငါသိပါတယ်အခုကအလှပွဲကိုအကြောင်းပြုပြီးတော့ရောက်ခမကြီးတွေရဲ့အမတ်ကိုယူမယ်ဆိုပါတော့ဒါပေါ့ကွာဒါပေါ့နှစ်ယောက်သားသဘောကြီးကြလို့ရဲမိကြတယ်ထေဦးစိတ်ဝင်စားနေတဲ့ဦးဘွားတို့ရဲ့သမီးထားရီဆိုတာကသူတို့နဲ့မတိမ်မယိမ်တက်တူရွယ်တူဆိုလဲမမားဘူးပေါ့ပြီးတော့ငယ်စီကလေးကအမေးဘက်ကိုရိမ့်ဘက်ကလှသွေးရှိခဲ့သူအခုအရွယ်လေးရောက်ခဲ့တော့အပြင်မျိုးမဲ့မထင်ဆိုပြီးတော့မှညှိုးဆိုလို့ရနိုင်ပါပြီရဲ့လာချက်ကနတ်မိမြတ်ပါမစကားခိုင်းတဲ့ရောက်အောင်လဲပုံမမရှိနိုင်လို့တောင်ထေးဦးကထင်နေမိတယ်လေလူမောင်ကတော့ထားရီကိုစိတ်မဝင်စားပါအချစ်ကိုလည်းမခံစားမိခဲ့သေးဒီလိုပေမဲ့ထေးဝင်းကလူမောင်ကိုအကြောင်းဆုံးရင်ဖွင့်ပြောပြနိုင်ခဲ့တာပေါ့ဒီနေ့ကထားရီတို့အလှရကန်းတက်တုံးကတော့ထေးဝင်းတယောက်ရွာမှာမရှိလူမောင်လည်းမရှိသူတို့အတူတစ်ဖက်ရွာကိုရောက်နေကြတယ်လေပြန်တော့လဲမိုးချုပ်နေပြီပေါ့ဒါကြောင့်ထားရီတို့ရဲ့အလှရကန်းတက်တဲ့ကိစ္စကိုသူတို့နှစ်ယောက်မသိခဲ့ကြဘူးပေါ့ဒီမနေ့အစောမှာရွာထဲကတက်တက်ကြားမိတာကိုထေးဝင်းကကြားမိပြီးလူမောင်ကိုမေးမြန်းလာတာပေါ့အလှကဘယ်ရက်ကိုတတ်မှတ်လိုက်တယ်လဲဆိုတာကိုတော့ငါလည်းမသိဘူးထေးဦးရအေးပါကွာဒါဖြင့်ငါ့ကိုမေးပေပါလားကွမေးလေရတာပဲကိုလူမောင်ကဖြစ်နိုင်တဲ့အကြောင်းကိုပြပြီးပြောတာပေါ့ဒါပေမဲ့လေတေးဦးကနှလုံးသားရမယိုးသားတဲ့သူလေသူဘာလို့ကြည်ရသူကိုထိခိုက်လေမလားဆိုတဲ့အတွေးနဲ့ကြည်တုံချတုံသမားလေဗျာဒါကြောင့်သူကများတာမန်ကိစ္စလေးအတွက်မေးမြန်းဖို့ကိုတော့မငွေမရဲဖြစ်နေပြီလေရဲ့ဒါကြောင့်ပဲလူမောင်ကိုအားကိုးပြီးမေးခိုင်းမိတာပေါ့မင်းကလည်းကွာတေးဦးကအားလျှော့တဲ့အတန်နဲ့ပြောတယ်ဗျဒီတော့အကြောင်းသိနေတဲ့လူမောင်ရဲမိလိုက်ပြီးတော့အေးပါကွာငါစုံစမ်းပေးပါမယ်ကွမင်းစိတ်မပူပါနဲ့ထေးဦးကျေနပ်သွားတယ်ဗျ
စကားပြောရင်းနဲ့လာလိုက်ကြတာလဲကပဲတင်ရမယ်အကွက်စီကိုရောက်လာခဲ့ပြီပေါ့ထေဦးကလဲကိုရက်လိုက်တယ်လူမောင်ကလည်းလဲပေါ်ကနေအရင်ဆင်းလိုက်တာပေါ့ပြီးတော့တဲစီကပဲတွေကိုထမ်းယူတယ်ထေဦးကလည်းနွားတွေကိုငြိမ်အောင်ထားပြီးတော့လာထမ်းကူပါတယ်ပဲတွေကအားလုံးပေါင်း40လောက်ရှိမယ်ဗျဒါကြောင့်နှစ်ခေါက်သုံးခေါက်လောက်ကြော့ပြီးတည်ရမယ်သဘောရှိပါရဲ့ပဲ15ကိုတငယ်ချင်းနှစ်ယောက်လဲစီကိုထမ်းတင်ပြီးစီရီလိုက်ကြတယ်နောက်တော့လာတုံးကလိုပဲထေဦးကလဲကိုမောင်းပြီးလူမောင်ကပဲတွေအပေါ်မှာထိုင်လို့လာတုံးကလိုပဲပြန်ခဲ့ကြတာပေါ့တကူးလာဆန်9ရက်နေတဲ့ထေဦးရတကယ်ကြီးနှစ်ယောက်သားချောင်းနှဘေးကတောကလေးစီမှာထိုင်ပြီးငှက်ချောင်းနေကြရင်းနဲ့လူမောင်ကပြောလိုက်တယ်လေဟုတ်လားဒါဖြင့်နောက်ပတ်ထဲပေါ့အေးဟုတ်တယ်တပတ်ခါကိုအလူအတွက်တောတက်ကြမယ်တဲ့ဝါတစ်ဖွဲ့ထင်းတစ်ဖွဲ့တက်မယ်လို့ငါကြားရတယ်အဲ့ဒီအဖွဲတွေပြန်လာရင်တော့မန်းတက်ထိုးမယ်တဲ့သူတို့အရက်မကအလူတန်းဆိုရင်ရွာလုံးကျမီးကိုတိတ်လှူတက်ကြတာမို့ရွာကြီးရင်ကြီးသလိုမီးရထင်းရဲ့အတွက်လိုအပ်ချက်ကတော်တော်ကိုကြီးမားတတ်တယ်ဗျဒါကြောင့်ရက်ရွာရဲ့အစီအစဉ်အစဉ်အလာအရာကြည့်ကလေးကအလူတန်းဆိုရွာကစုဝေးပြီးတောတက်ထင်းရှာဝါခုတ်စတာတွေကိုရက်ကြိုပြီးလှုပ်တက်ကြတယ်ဗျခလေးလေးတုတ်ပြန်တဲ့တူထေးဦးတယောက်ငြိမ်သွားတယ်လူမောင်လည်းတစ်ချက်ငြိမ်သက်သွားခဲ့ပြီးပဝင်းကျင်စီကိုငှက်များလာရောသလားဆိုတဲ့အတွေးနဲ့လိုက်ကြည့်နေတယ်လေငှက်တွေကလည်းအရေးရောင်တောင်မမြင်ရဘူးဒါနဲ့ထေးဦးကိုပြန်ကြည့်တော့အတွေးလွန်ပြီးငြိမ်နေတာကိုတွေးလိုက်ရတာပေါ့ဟေ့ကောင်မင်းကလည်းငြိမ်လိုက်တာများလက်ထာကြီးကိုဘိန်းစာကျွေးထားတယ်လို့ပဲဘာတွေတွေးနေတာလဲလုံဆန်းမအောင်ကွထေးဦးချီတုံချတုံဖြစ်တဲ့ဟန်းနဲ့လူမောင်ကိုကြည့်လာတယ်ငါတောတက်တဲ့စီလိုက်သွားမလားလို့ထေးဦးစကားကြောင့်လူမောင်အံ့အားသင့်သွားတယ်ဗျသူရောထေးဦးရောကအခုမှကာရာသာပြည့်ကြသူတွေလေတောစီကိုတခါမှတက်ဖူးတာမဟုတ်ဘူးတောတက်မယ်ဆိုရင်လဲအိမ်ကထဲဖို့ရာကမလွယ်ဒါပေမဲ့ထေးဦးကတော့တခုခုကိုလေးနဲ့တွေးမိနေပုံပါပဲထေးဦးမင်းဘလို့တွေးမိလို့လဲလူမောင်မဆိုင်မတော်ပဲမေးလိုက်တယ်ဗျဒီတော့ထေးဦးကများကြီးတော့မတွေးပါဘူးကွာအလူအတွက်တောတက်ရမှာငါတို့လိုက်သွားရင်အတွေ့အကြုံလဲရမယ်ထေးဦးကစကားကိုဆိုင်းလိုက်တော့လူမောင်ကအတွေးပေါက်လိုက်ကခက်ပြုံးပြုံးဖြစ်သွားပြီးမဆိုင်မတော်ပဲနဲ့သားဤစီကအတိမတ်ပြုမှုအထင်ကြီးမှုတွေကိုလည်းခံရမယ်ဆိုပါတော့ဒီတခါချက်စိတ်ကြောင့်စပီးပြီးဖြစ်သွားသူကလူမောင်ရဲ့မင်းကလည်းငါအကြောင်းဆိုအကုန်သိနေတာပဲနော်အေးမင်းအကြောင်းမှငါမသိရင်လဲတကယ်ချင်းနှစ်ယောက်သားတယောက်စကားကိုတယောက်သဘောကျပြီးဗျိုင်းတူရဲမိကြတယ်ဗျရဲမောလို့အားရတော့လူမောင်ကတောတက်မယ်ဆိုတာတော့ဟုတ်ပါပြီဒါပေမဲ့ငါတို့အိမ်တွေကတွန့်မယ်မထင်ဘူးနော်အေးဟုတ်တယ်ကွာငါလဲဂူးနာကအဲ့ဒါကိုစဉ်းစားတွေ့ဝေးနေတာဘလို့လို့ရမလဲမသိဘူးမင်းကြံပေးပါအောင်လူမောင်ရလူမောင်ငြိမ်သက်သွားတယ်ဖေးဦးကလူမောင်မျက်နှာကိုငဲတလင်းလင်းစိုက်ကြည့်နေမိတော့တာပေါ့အတန်ကြာတော့လူမောင်ကအကြံတစ်ခုကိုရသွားဟန်နဲ့ရပြီတကယ်ကြီးအကောင်းဆုံးလုံးမဲ့အကြံငါမှရှိပြီဘလို့များလဲဒီလိုကွလူမောင်ကပဝင်းကျင်ကိုအသာဝေးကြည့်တယ်ပြီးတော့ထေးဦးရဲ့နားစီကိုကတ်လိုက်ပြီးတော့သူ့အကြံကိုတီတိုပြောလိုက်ပါလေရဲ့ကိုဖိုးခွေးတို့လဲခွင်းစီမှာလူမောင်တို့နှစ်ယောက်ရောက်နေကြတယ်လုတ်ပါကိုကြီးဖိုးခွေးရကျုပ်တို့ကိုကူညီပေးစမ်းပါလူမောင်ကအကြံရသူလည်းဖြစ်ဓာသူလည်းဖြစ်ဆိုတော့နှုတ်သွက်ရှာသွက်နဲ့ဓာကနေကိုဖိုးခွေးကိုအတင်းအပူကတ်နေတယ်ဗျထေးဦးကတော့နဘေးကနေကိုဖိုးခွေးရဲ့မျက်နှာကိုမျောတလင်းလင်းကြည့်နေရဖြစ်ပါမလားလူမောင်ရမတော်ရင်ငါကပါရောပြီးတမခံရပါဦးမယ်ဖြစ်ပါတယ်ဗျာကိုကြီးဖိုးခွေးတာတာဝန်ယူပြီးတိုက်ပြောပြီးရင်ရမှာပါဗျအေးလူမောင်ရဲ့တာဝန်ခံတယ်ဆိုတာကတော့အပြောကသာလွယ်တာဟာတကယ်လုံးလိုက်ရတာတော့မလွယ်ဘူးအရာရာကိုဂယုဆိုင်နေရတာနဲ့သေလူမတက်ပါပဲကွာလုတ်ပါကိုကြီးဖိုးခွေးရကျုပ်တို့တောအတွက်အတွေ့အကြုံရကျင်လို့ပါဗျထေဦးကပါဝင်ပြောလာတော့ကိုဖိုးခွေးတစ်ချက်တွေးသွားတယ်ပြီးတော့မှနေစမ်းပါဦးမင်းတို့ကိုမေးစမ်းပြရစီအောင်ဟုတ်ကဲ့မင်းတို့ကိုကြည့်ရတာတခုခုပဲနော်ဘာကိစ္စများတောစီကိုလိုက်ချင်နေရတာလဲကိုဖိုးခွေရဲ့အမေးကြောင့်လူမောင်ရောထေးဦးပါတယောက်မျက်နှာတယောက်ကြည့်မိကြလေတယ်ပြီးတော့ကမှထေးဦးကဟိုလေအဲ့ဒါကကာယကရှင်မို့စိုးရင်စိတ်တွေများနေတဲ့ထေးဦးကစကားတွေကတထစ်တစ်တငေါငေါနဲ့ရှေးကိုမရောက်နိုင်ဘူးဖြစ်နေတာပေါ့
ဒီလိုလေကိုကြီးဖိုးခွေးရကျုပ်တို့ကလေကျုပ်တို့နဲ့ရွယ်တူအခြားကာလာသားတွေကြားလေသွေးပြောချင်လို့ပါဗျပြီးတော့လေကျုပ်တို့တောတွေကိုသိစိတ်ဝင်စားတာဗျာအဲ့ဒါကြောင့်ပါကိုကြီးဖိုးခွေးကခေါင်းကိုအသာခါရမ်းလိုက်တယ်မလုံလောက်ဘူးထင်တယ်လူမောင်ကထေးဦးရဲ့မျက်နှာကိုကြည့်လိုက်တယ်ထေးဦးကပြပြတလဲနဲ့ဟုတ်ပါတယ်ဗျကိုကြီးဖိုးခွေးရမဟုတ်သေးပါဘူးကွာဒီတော့အခြေတင်ပြောနေတဲ့မင်းတို့ကိုကြည့်ရတာဒီကြောင်းနဲ့တော့မလုံလောက်သေးဘူးထင်တယ်အင်းငါထင်တာမမားရင်တော့မင်းတို့တွေဦးဖို့တို့သမီးထားကြီးကိုဟာကိုကြီးဖိုးခွေမဟုတ်တာနော်ထေးရောလူမောင်ပါဒီပြိုင်နဲ့တဲ့အလန့်တကြားပြောမိကြတာပေါ့ဒါကိုကြည့်ပြီးငရကကြီးလာသူကိုကြီးဖိုးခွေးတယောက်ပြုံးမိလိုက်တယ်ဗျအေးပါကွာငါသိပါပြီဟာကိုကြီးဖိုးခွေးကျုပ်မဟုတ်ဘူးနော်လူမောင်ကညင်းတော့ကိုကြီးဖိုးခွေးကထေးဦးကိုကြည့်လိုက်တယ်ထေးဦးခမမျက်နှာမထားတတ်ဘူးဖြစ်နေလေရဲ့အေးပါမင်းတို့ကိုငါကူညီပါမယ်မရမကတော့မဟုတ်ဘူးပေါ့ရသလောက်တော့စူးစမ်းကြည့်မယ်ကွာကိုဖိုးခွေးဂတီပေးလိုက်တော့ကာလာသားပေါက်တငယ်ချင်းနှစ်ယောက်ပျော်ရွှင်သွားကြလေတယ်ဒီလိုနဲ့ပဲနောက်တည့်ရက်အကြာတောတက်မဲ့အဖွဲ့တွေရွာကနေထွက်ကြတော့ထေးဦးနဲ့လူမောင်တို့လဲထေးဦးအိမ်ကကျွဲလဲနဲ့နှစ်ယောက်အတူတူလိုက်ပါခွင့်ရခဲ့ကြပါတယ်ရိုးကုန်းရွာစီကလှဲတန်းကြီးကရိုးမတောင်တန်းကြီးစီကိုဥတီလို့တူရွရွသွားနေကြတယ်လှဲတန်းကြီးရဲ့အလဲစီမှာတော့ထေးဦးတို့တငယ်ချင်းနှစ်ယောက်ရဲ့ကျွဲလဲတငယ်ချင်းနှစ်ယောက်ကတော့ကျွဲလဲပေါ်မှာပျော်ပျော်ကြီးစကားတွေပြောကတစ်ဖက်ကသူတို့အတွက်အခုမှခြေစမ်းဘူးတဲ့နယ်မြေအသေးစမ်းကိုလေးလာရင်မောင်းနေလိုက်ပါနေကြတော့တယ်။ဒီနေ့တော့ခရီးလွန်လို့ညနေဆောင်ချိန်မှာတော့ရိုးကုန်းရွာကလှဲတန်းကြီးဟာရိုးမချေကတိချာစိတ်ဆိုတဲ့နေရာစီကိုရောက်လာခဲ့ကြပါတယ်။တိချာစိတ်ဆိုတာကရိုးမစီကစီးစင်းလာတဲ့ဇီယာချောင်းနဲ့အခြားဘက်တောင်ကျောတွေစီကဆင်းသက်လာတဲ့လမ်းကြောင်းပေါင်းစုံစုံစည်းကြရနေရလေ။တိတို့ကိုတဲထုတ်ရမှာရေလန်းကုန်းလန်းပေါင်းဆောင်ရနေရဖြစ်ပြီးရိုးမဘောကတိတို့ကိုစုပုံကလက်စင်ငံတဲဆောင်တဲ့နေရမလို့တိချာစိတ်ဆိုပြီးတော့နာမည်ပြုခဲ့ကြတာပေါ့တောင်ပေါ်တက်မဲ့တေသမားဝါသမားတွေကဒီနေရာမှာခရီးတစ်ထောက်နားတဲ့ကြတယ်ဗျဒီလိုပါပဲတောင်ပေါ်ကနေလုံသားတို့ဟာလည်းဒီနေရာကိုပဲအမိတဟဲပြုလေတော့တိချာစိတ်ဟာစီကန်းလုံးတဲ့နေရာတစ်ခုပါပဲရိုးကုန်းရွာကအဖွဲတွေကတိချာစိတ်စီမှာခရီးတစ်ထောက်ပြုကြတယ်ဗျလှဲတွေကျွဲနွားတွေကိုချောင်းထဲကတောင်ပင်မှာပဲထိုးလိုက်ကြပြီးတော့အဲ့ဒီမှာပဲတညတာကိုဖြတ်တန်းဖို့စီစဉ်ကြတယ်ဗျလဲတန်းကြီးစီမှာကိုဖိုးခွေးကခေါင်းဆောင်သူလေဒီတော့သူ့ရဲ့လဲနာမှာထေးဦးတို့နှစ်ယောက်ကိုအနီးကပ်ခေါ်ထားခဲ့တာပေါ့ညဘက်ရောက်တော့သူတို့လဲတန်းကြီးစီကတောက်တက်စားတက်သူတို့ကတိချာစိတ်စီကစိုင်းတွေစီကိုတွားရောက်လဲပတ်ပြီးတောက်စားကြတယ်ဒိုးမအခြေနဲ့နီးတဲ့နေရာလူသူစီကားရနေရာဈေးတန်းဆိုတော့တောကောင်သားတို့ကလည်းရနိုင်သေးတယ်လေဒီတော့ကယမန်ကသမားတို့အတွက်တော့တိချာစိတ်ဟာကျေနဲ့ဆရာတွေအပြည့်နဲ့နတ်ပြည်တစ်ခုလိုပါပဲကိုဖိုးခွေတေးဦးနဲ့လူမောင်တို့၃ယောက်ကတော့ညနေပိုင်းခဏတိချာစိတ်စီကိုတက်ကြလို့လဲပဲကြတယ်ဗျပြန်ကကြတော့အကျော်နဲ့ကောင်ချင်းနောက်အသားချောင်းကျော်တွေကိုဝယ်ယူလာကြပြီးတော့စကန်းချရာတောင်မြင်စီကိုပြန်လာလို့ဒီတွေချန်တအိုးတဲကဝမ်းထိုင်စကားပြောနေကြတယ်သူတို့တိချာစိတ်စီကပြန်လာတဲ့အချိန်ဟာမှောင်ရီနေပြီလေကောင်းကင်ပြင်မှာလာချမ်းကွေးကလေးကခက်ရွရွထပ်ပေါ်နေတယ်ဗျဇီယာချောင်းရဲ့တောင်ပြင်ထက်စီကလူငယ်နှစ်ယောက်နဲ့ကိုဖိုးခွေးတို့ကရေနှွေးချမ်းနဲ့အမီးဖြစ်တဲ့အကျော်ကောင်ကြီးတို့ကိုစားသုံးရင်စကားပြောနေကြတာပေါ့အစကတော့ဟိုเจ้าဒီเจ้าပြောရကတဖြည်းဖြည်းနဲ့ညာနဲ့လာချင်းရောက်တော့စကားတွေကဂမ်ဘီယာဘက်ပေယောကဘက်ကိုရောက်လာကြထေးရောလူမောင်ရောမင်းတို့တွေတောတောင်တွေရောက်တဲ့အခါတောစည်းကန်းတောင်စည်းကန်းဆိုတာတိတ်ကိုအလေးထားရတယ်ကွဟုတ်ကဲ့ကိုကြီးဖိုးခွေအေးတောတောင်ဆိုတာကလည်းတစ်ပင်တစ်တော်တွေထူတဲ့အုံဆိုင်တဲ့နေရာလူသူကင်းဝေးရာနေရာပေါ့အဲ့ဒီလိုနေရာတွေမှာအချို့နေရာတွေကအစောင့်အရှောက်ကြီးတက်ပြီးတော့အချို့နေရာတွေကြတော့အထီးခိုင်မခံလောက်အောင်ပဲရှိတတ်ကြတယ်ကွ။နှွေကာလညအခါမှာကိုဖိုးခွေးရဲ့စကားကတောင်မေတလာကိုတိုက်ခိုက်နေတဲ့လေတခူးခူးနဲ့အတူပြောရင်အရှိန်ဟုန်ကလေးစီးစင်းရရှိလာတယ်။အခုငါတို့တွားရမယ့်တောင်ကသင်းပိုက်တောင်ခရီးကတော့တော်တော်ကိုလှမ်းတယ်။အရင်တွေကတော့ကွာဒီနားတကြောလောက်မှာဝါလို့မျောလို့ဆိုတာအလွယ်တကူရတယ်ကွအခုများကြတော့လူနိုင်သွားတာနဲ့ကိုရှားပါကုန်ပြီထင်းလိုရင်ရှားတော့ကိုတကူးတကသွားတေဝါလိုရင်တော့သင်းပိုက်ကိုသွားဆိုပြီးတော့ဖြစ်လာတယ်ကွ
ကိုဖိုးခွေးကစကားကိုခဏရက်ပြီးတော့ရေနေချမ်းကိုမော့တော့လိုက်တော့လူမောင်တို့လူငယ်ကအတွေးတွေနဲ့ငြိမ်သက်သွားပြီးရှိနေခဲ့တယ်ကိုဖိုးခွေးကရေနုတ်ခွက်ကိုပြန်ချလိုက်ပြီးတော့လူမောင်ကကိုကြီးဖိုးခွေကိုကြီးပြောပုံရဆိုရင်ဒီနေရာကလည်းတစ်ချိန်ကတောထူထူကြီးပေါ့ဟုတ်လားလူမောင်အမေကြောင့်ကိုဖိုးခွေသဘောကျလို့ခေါင်းကိုညှိရင်းနဲ့အေးဟုတ်တယ်ကွဘလောက်ထိများလဲဆိုဒိုးငယ်ငယ်ကဒီနေရာမှာကြားတောင်ရှိဘူးခဲ့တာအဲကြားဆိုမှပဲမင်းတို့ကိုကြားအံဘာအောင်ကြောင်ပြောပြမယ်ကြားအံဘာအောင်ဟုတ်လားအေးကြားတော်မစားရဲလို့ပြန်ထုတ်တယ်ဆိုတဲ့လူမျိုးပေါ့ကွာထေးရောလူမောင်ပါကြားအံဘာအောင်အကြောင်းကိုစိတ်ဝင်စားသွားကြတယ်ဗျကြားကတော့ပြန်နေဆိုတော့ဘလို့လူမျိုးလဲဗျဟုတ်ပါကျုပ်တို့တော့စိတ်ဝင်စားသွားပြီကိုကြီးဟာလှုပ်ဆန်းမအောင်ဗျနှုတ်သက်ရှာသွက်သမားဖြစ်တဲ့လူမောင်ကတောင်းဆိုလိုက်တယ်အေးအဲ့ဒါကဒီလိုကွတို့ရိုးကုန်းရဲ့ဟိုဘက်အလွန်ကတစောင်းကုန်းရွာမှာဘာအောင်ဆိုတဲ့လူရှိတယ်ကွတနေ့သားကြတော့အဲ့ဒီကိုဘာအောင်ကကိုဖိုးခွေပြောပြတဲ့အကြောင်းအရာတွေကိုထေးရောလူမောင်ပါစီးမျောသွားကြလေတယ်သူ့နာမည်ကဘာအောင်တဲ့တကိုယ်တည်းသမားလူမျိုးကြီးတယောက်အသက်က30ကျော်လူပုံကပူးပြက်ပြက်နေကွထင်ရှားတဲ့အမှတ်သားအဖြစ်သူ့ခန္ဓာကိုယ်စီမှာသမင်ဖြူတွေကကိုတကွက်ဒီတကွက်နဲ့စွဲကပ်နေတယ်ဘာအောင်ကအလုတ်ကိုလက်ကြောတင်းတင်းတော့မလုံးတက်ဘူးကွအပြောကတော့တကယ်ကြီးသလားပဲခေတ်ကာလအရအချိန်ထိုးပြီးပြောရရင်တော့အခုခေတ်စကားလိုအပြောကရွှေမန်းမဟုတ်သေးဘူးကွအပြောကဘာအောင်လုံးတော့တောင်တော်လွဲလိုပဲပြောရဒီနေ့မှာတော့ဘာအောင်တယောက်တက်တက်ကြွကြွနဲ့ကိုအလုံးလို့ဖို့အကြောင်းတစ်ခုဖန်လာတယ်အဲ့ဒါကတော့သူပိုးပန်းနေတဲ့ပန်းဆိုတဲ့မိန်းကလေးတို့အိမ်ပြင်ဆင်ဖို့တောတက်မဲ့ကိစ္စရှိလာလဲကွအဲ့ဒီကိစ္စကဘောင်းအတွက်တော့တကယ်ကိုမဟာအခွင့်အရေးလို့ယူဆထားတယ်။ကိုယ်တိုင်မှာအားနည်းချက်ရှိပေမဲ့ဘောင်းကတော့ကိုအထင်ကြီးတဲ့သူဆိုတော့ဒီကိစ္စနဲ့ဝင်လုံးရင်ပန်းစီကအခွင့်အရေးရမယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့တောတက်ချိန်မှာတကယ်ကိုချွေးနဲ့သွေးနဲ့ကိုရင်းပြီးလုံးမဲ့အစီအစဉ်ရဲ့လို့တော့လက်ကြောမတင်းနဲ့ဗီဇာရှိသူဘောင်းတယောက်တွေးတော်မတွေးထားခဲ့ဘူး။ပန်းတယောက်မြင်ကောင်းလောက်အောင်ပဲအထွက်ပြအဝင်ပြုမှာရဲ့တောကိုထွက်မဲ့ရက်မှာပန်းကြီးကိုဘောင်းကတကယ်ကြီးစကယ်ကျယ်တွေနဲ့အားကိုးခြင်းစရာကောင်းလောက်အောင်ပြောဆိုခဲ့သေးတာဒီလိုနဲ့ဘောင်းတို့တွေပန်းကြီးတို့အိမ်အတွက်တောစီကိုတက်ခဲ့ကြတယ်တောမှာကတင်းနဲ့ဝါးတွေကိုတပတ်လောက်ခုတ်ယူစုဆောင်းပြီးမှပြန်ကြရမှာပါဆဆအကြီးရက်တွေမှာတော့ဘောင်းတယောက်တက်ကြွတဲ့ကြက်ဖကြီးလိုပါပဲဝါးတွေကိုလူတကာနီးနီးခုတ်ယူတယ်တင်မျောတွေကိုကောင်းပေဆိုတာကမှအပင်မခံရှာပြီးခုတ်တယ်နှစ်ရက်ပါပဲနှစ်ရက်ကျော်လာတော့ဘာအောင်ရဲ့ငကိုဗီဇမူလအစီရင်တိုင်းလက်ကြောမတင်မှုကစတင်လာတယ်တောကိုဝင်ဓားယူတယ်ပစိုးတစ်ထည်အပိုးယူတယ်ပြီးတော့ရွာကလေးကကြိုတင်စီစဉ်လာတဲ့ဂုံဒီအိတ်ကြီးခက်ကြီးတစ်လုံးကိုယူတယ်ပြီးကမှတောစီကိုဝင်လာတတ်တာပါဂုံဒီအိတ်ကြီးကိုဘာလို့တကူးတကယူလာရလဲဆိုတော့လူတကာတွေကတောစီမှာတပတ်တာကြာမှမို့အိယာလိတ်တွေယူချိန်မှာဘောင်းကတော့အလွယ်တကူပဲဂုံဒီအိတ်ကြီးကိုယူလာတတ်တယ်ညဘက်ရောက်ရင်လူတွေကအိယာနဲ့အိတ်ချိန်မှာသူကတော့ဂုံဒီအိတ်ကြီးတဲကိုလူတကိုယ်လုံးဝင်ပြီးတော့ခြုံအိတ်6ရက်မြောက်တဲ့ညမှာတော့ဘောင်းတယောက်ဝရုံအောင်မှာဂုံဒီအိတ်ကြီးကိုခြုံပြီးမနှက်ပြန်ကြရွာကိုပြန်တဲ့အခါပန်းကိုပြောဆိုချုပ်တော်ရမယ့်စကားတွေကိုကြံရွယ်စီစဉ်နေမိတယ်အဲ့ဒီအချိန်အခြားသူတွေကတော့အချို့ကအိယာဝင်ကြပြီးအချို့ကတော့မီးပုံလေးနှစ်ဘေးမှာစကားထိုင်ပြောနေကြတယ်လေစိတ်ကူးတွေကိုအနောက်ရှက်ဖြစ်မှဆိုတဲ့အတွက်စကားပြောတဲ့တွေကိုမကြားလို့တာကြောင့်အားလုံးနဲ့ခလလန့်စီမှာဘာအောင်နေရာယူခဲ့မိတယ်။ညာနဲ့နဲ့လာတဲ့အချိန်ကျရုတ်တရက်ဘာအောင်ရဲ့ခြေထောက်ဘက်ကနေတစုံတယောက်ကဆွဲယူလိုက်သလိုခံစားရတယ်။တပြိုင်နက်တည်းနားတဲ့စီကိုတိုးဝင်လာတဲ့အော်တန်ဘာအောင်ဆွဲယူခံရတဲ့ဂုံဒီအိတ်ကြီးတဲကနေခေါင်းပြူပြီးထွက်ကြည့်လိုက်တော့အော်မလေးဘာအောင်အလန်တကြားအော်လိုက်မိတယ်ဗျသူမြင်လိုက်ရတာကခြေတော်ဘက်ကနေသူ့ကိုကိုက်ဆွဲယူနေတဲ့သကောတစ်ချက်စာနီးနီးလောက်ရှိမဲ့ကြားကြီးရဲ့မျက်နှာကြီးလေကြားကဘယ်ချိန်ကလေးကသူတို့ကိုချောင်းနေရတော့မသိဘူးဗျမီးပုံကြောင့်အနာမကပ်ပဲလှဲ့ပက်ချောင်းနေရင်ကဘာအောင်အိတ်နေတဲ့ဂုံဒီအိတ်ကြီးကိုတွေးချိန်လူထင်ပြီးတော့ဆွဲချတာပါလူတွေအော်တန်ရောက်ထင်တယ်ကြားကလည်းလန့်ပြီးဘာအောင်ကိုဆွဲယူလို့ထွက်ပြေးဖို့လှုပ်ဒီခါမှာဘာအောင်ပဲကန်ကောင်းတာလားကြားကပဲကန်ဆိုးတာလားမသိနိုင်တဲ့အဖြစ်ဘက်ကဖြစ်လာတယ်ကြားကကိုက်ပြီးဆွဲမိထားတာကဂုံဒီအိတ်ချီကိုလေအဝစီမာကဘာအောင်လူတန်ကြောင့်ကြားကလန့်ပြီးဆွဲလိုက်တော့
အိမ်ကြီးရဲ့ဝါစီကဘောင်းအောင်တစ်ယောက်ထွက်ကြကြံရစ်ခဲ့ကံကောင်းသူဘောင်းအောင်ပါပဲကြားကတော့လမ်းနဲ့အချိန်ကြောင့်ကိုင်းမိထားတဲ့အရာကိုအရာဆွဲပြီးတောစီကိုပြေးဝင်သွားတယ်ဘောင်းအောင်ကထွက်ကြကြံခဲ့တော့ဂုံဒီအိမ်ကြီးပဲကြားပါစက်တဲ့ကိုပါသွားတာပေါ့ကန်ဆိုးသူမောင်ရွှေကြားပါပဲဒီအဖြစ်ပြက်ကြောင့်ဘောင်းအောင်တို့ကြွားပြန်ရောက်တော့ကြွားလုံးထုတ်စရာတစ်ခုရသွားခဲ့ပြီပေါ့ကြားကသူ့ကိုဆွဲတဲ့အချိန်သူကတတိရှိရှိနဲ့ကြားမျက်နာကိုစောင့်ကန်ပြီးဂျုံထိုးလိမ့်ထွက်ခဲ့တာတဲ့ကြားကသူ့ကန်ချက်ကြောင့်ကြောက်ပြီးတောကိုဝင်ပြေးသွားတာတဲ့ဘောင်းအောင်ကသူ့ကိုယ်သူဘွဲတစ်ခုတော့နာမည်ရဲ့ရှေ့ကတက်လိုက်သေးတယ်ကြားနိုင်ဘောင်းအောင်ဆိုပဲဒါပေမဲ့လည်းအတူတူပါသူတွေကအကြောင်းအသိတွေမှုပြန်ပြောပြချက်ကိုသိချိန်မှာတော့တစောင်းကုန်းကလူတွေဟာတဝါဝါတဟားဟားနဲ့သဘောကျပြီးဘောင်းအောင်ကိုကြားနိုင်ဘောင်းအောင်စားကြားအံဘောင်းအောင်ရဲ့လို့အမည်ပေးသမုတ်ပါတော့တယ်အချို့ကသမင်ဖြူတွေကြောင့်ကြားကမစားပဲအန်ချခဲ့တယ်လို့ပြောကြသလိုအချို့ကကြတော့လေကြီးတဲ့ဘောင်းအောင်ကိုကြားကစားမိရင်လေထမှစိုးလို့မစားပဲအန်ချတာလို့ဆိုကြတာပေါ့ကိုဖိုးခေကစကားကိုအဆုံးသတ်လိုက်ချိန်မှာလူမောင်နဲ့ထေးဦးတို့ကတော့ရေမောလို့ကိုမဆုံးနိုင်တော့တကယ်ပါပဲဦးကြီးဘောင်းအောင်ရဲ့ကြားနိုင်ကနေကြားရန်ဘွားကိုနေချင်းရောက်သွားရတယ်လို့ပဲဗျာဟုတ်ပါဗျာဖြစ်လဲဖြစ်တဲ့လွန်းပါတယ်တိတ်ကိုရေရတယ်ဗျာလူငယ်နှစ်ယောက်ကရဲတော့ကိုကြီးဖိုးခွေးလဲကျေနေမိပါရဲ့ဒါနဲ့ကိုကြီးဖိုးခွေးဟေးလူမောင်ရဲ့အခေါ်ကိုဖိုးခွေးရဲ့အထူးထဲဦးကသူတို့နှစ်ယောက်ကိုတလဲစီကြည့်လို့ပေါ့ကစကားစက်ပုံထောက်ရင်အဲ့ဒီအဖြစ်ပြက်ကဒီတခြားစိတ်မှာပဲဖြစ်ခဲ့တာလားအေးဟုတ်တယ်ကွဒီတခြားစိတ်အထက်နားမှာနေဖြစ်ခဲ့တာအိုးဒါဆိုရင်ဒီတခြားစိတ်ကတစ်ချိန်ကကြားတော်ရှိခဲ့ဘူးတာပေါ့အေးပေါ့ကွာငါတို့ငယ်ငယ်ကဆိုကြာတော့ကြာခဲ့ပါပြီကွာအခုများကြတော့လဲလူနိုင်သွားခဲ့ပါပြီအားလုံးတခဏငြိမ်သက်ကုန်ကြဒါနဲ့အခြားပြည့်ပြည့်တွေကဖြစ်သေးလားဗျအင်းဖြစ်ခဲ့တာတွေကတော့အများကြီးပဲကွတက်ရှိရင်ပြောပြပါအောင်လားဗျကျုပ်တို့နားထောင်ခြင်းသေးလို့ပါဟုတ်တယ်ရေရတဲ့အဖြစ်ပြက်လေးတွေနားထောင်ရတာကောင်းတယ်ဗျလူငယ်နှစ်ယောက်တောင်းဆိုလာတော့ကိုဖိုးခွေးကထပ်ပြီးပြောပြဖို့စဉ်းစားလိုက်အခဏအကြာအကြောင်းအရာတစ်ခုကိုစဉ်းစားမိလိုက်ပြီးတော့အင်းကိုလားစစ်ဆိုတဲ့လူရဲ့အကြောင်းကိုမင်းတို့ကိုပြောပြမယ်။ရဲစရာကောကောင်းလားကိုကြီးဖို့ကွေ။အေးအဲ့ဒီအဖြစ်ပြက်ကတော့ရဲစရာမကောင်းဘူးကွ။ကြောက်စရာကောင်းတယ်လို့တနာစရာလည်းကောင်းတယ်ကွ။စိတ်ဝင်စားပြီဗျာ။လို့ပါဦး။အေးပြောပြမယ်။တစ်ခွကုန်းရွာကတောသမားဖွဲ့တစ်ခွဲဖို့မင်းကြီးတော်ခွန်မန်းစီကိုရောက်နေကြ။တောင်နာမည်ကမင်းကြီးတောင်တဲ့တစ်ချိန်ကရာဇဝင်မှာနာမည်ကြီးထင်ရှားတဲ့မင်းကြီးတစ်ပါးကတိုင်းကန်လှည့်လည်ရင်းမင်းကြီးတောင်စီကိုရောက်တော့မစင်စွန့်ကျင်လာတယ်လို့ဆိုတယ်ကွအဲ့ဒီမှာအတူပါလာတဲ့မင်းကြီးအမှုထမ်းတွေကတစ်ဝါးတွေနဲ့အမြန်ခုတ်ပြီးတော့မင်းကြီးအတွက်ရေရင်တစ်ခုစီစဉ်ပေးကြရတာပေါ့ရေရင်တော်ပြီးစီတော့မင်းကြီးကအလေးစွန့်ဒါကိုပဲအစွဲပြုလို့တောင်ကြီးကိုမင်းကြီးစွန့်တောင်လို့ခေါ်ကြအချိန်ကာလတွေကြာလာတော့မင်းကြီးစွန့်တောင်ကနေစွန့်တလုံးဖြုတ်ပြီးတော့မင်းကြီးတောင်ဖြစ်လာရတာပါပဲအခုတစ်ခွကုန်းကတောသမားတွေမင်းကြီးတောင်ဘက်ကိုတစ်ခုတ်ဖို့နေပါချဲ့လာခဲ့ကြတစ်ဖက်ကတောင်ကျော်တွေတော်တော်များကအခြားသူတွေကနေရာယူထားကြပြီးပြီလေမကြီးတောင်စီမှာလဲမရှိဘူးတော့မဟုတ်ဘူးရှိသေးတယ်တော့ရှိကြလူနည်းစုပေါ့ကွာဒါကြောင့်တစ်ခွကုန်းသားတို့မကြီးတောင်စီမှာနေရာယူကြမိလေတယ်တစ်ခွကုန်းသားတွေတည်းမှာအရှိရှိကပြောခဲ့သလိုကိုပေါအောင်လိုပဲလူပြိုကြီးတယောက်ပါတယ်သူ့နာမည်ကကိုလားစင်တဲ့ကိုလားစင်တို့တွေမကြီးတောင်စီကိုရောက်တော့ညနေဆောင်ချိန်ကြီးပေါ့တောင်ကြီးကလူရောပေါက်နဲလို့ထင်ပါရဲ့တစ်ပင်ကြီးတွေများကောင်းချက်ကိုဟီးထားနေတာပဲပုံမှန်ခိုးလို့နေကြနေရာနဲ့ဆိုရင်တောင်သုံးလုံးတော့ချားတယ်လေလမ်းကြောင်းကလည်းမရှိတော့ထွင်းသွားကြရတာပေါ့ဒါကြောင့်မင်းကြီးတောင်ဘက်ကလူရောက်ပေါက်ကျဲတယ်ဒီလိုကြောင့်ပဲတေကြီးဝါကြီးတွေပေါ်များတယ်တစ်ခွကုန်းသားတို့ကတော့သဘောတွေကြားနေကြတာပေါ့ကိုလားစင်လည်းအတော်ကိုပျော်နေရှာပါတယ်သူကရီးသားသနာတစ်ခါမှမထားဘူးဒီတစ်ခေါက်တောတက်ရတဲ့ရည်ရွယ်ချက်ကတော့ရွာတောင်ပိုင်းကမုတ်ဆိုးမှမလုံးနဲ့သူရင်ငယ်ရာဘောင်မွေခင်ယူကြမယ်ဆိုတဲ့အစီအစဉ်ကြောင့်ငွေပေါ်တိတိရဖို့တောစီတက်လာခဲ့တဲ့သူပေါ့ရောက်ရောက်ချင်းမင်းကြီးတောင်မှာသူတို့တွေယာယီစကန်းတစ်ခုကိုတီဆောက်ကြတစ်ခုတ်တဲ့တဲလေးတွေပေါ့ကိုလာစင်ကတော့လူယိုကြီးဆိုတော့ဒီစာနဲ့ကြောင်တတ်တယ်လေဒါကြောင့်စွန်ဘက်တဲတစ်လုံးကိုသူ့ဘာသာတီဆောက်ပြီးနေတယ်သားတော့လေတယောက်တည်းပဲအလုံးလုံးတဲ့ချိန်မှာသာအများသူကနဲ့ရောနောနေတတ်တယ်လေလာစင်ဗျာကိုကြီးငါဖို့မင်းမိမယူတော့မလို့ဆိုဟုတ်တယ်ဗျရွာတောင်ပိုင်းကမလုံးလားဟုတ်တယ်ကိုကြီးငါဖို့ရ
မလုံးကဒီနှစ်ဝါမကျွတ်ခင်လက်ထက်ကြမယ်တဲ့ငွေစုထားလို့ပြောတယ်ဒါကြောင့်ကျုပ်အလုပ်တွေစူးစမ်းနေမိတာအေးကောင်းပါကွာကောင်းပါအင်းလူဆိုတာလဲအသက်ကလေးရလာရင်သေးပြီးမီးယူရှိမှာမောင်ဟိမဟုတ်လို့ကတော့ဖျားရင်တော့တကူတဲ့အိပ်ရတဲ့လဲပြီးဝမ်းနေနေရတာအဲ့ရတော့မှန်တယ်ကိုကြီးကျုပ်ဆိုမနစ်တုန်းကဖျားတာများတယောက်တည်းဗျာစားလည်းမစားနိုင်တောက်လည်းမတောက်နိုင်နဲ့တော်သေးတယ်ဗျပဝင်းချင်းကကိုကြွယ်ကြီးတို့မိသားစုကောင်းလို့ဗျအေးဒါကြောင့်ငါပြောတာပေါ့အင်းမလုံးလဲမစိုးပါဘူးကွာသူခမငငယ်ရွယ်ရွယ်နဲ့လင်ကဆုံးပေမဲ့ဘိုင်းကောင်ကြောက်ပြီလေးပါပဲလို့တော်လို့မောင်ငါကတော့သဘောကျတယ်ကွာကိုပိုးရဲ့စကားကြောင့်လှဆင့်ဆိုနွားလဲကြီးတွားဖျဲပြသလိုကိုဖြစ်နေတော့တာပါပဲအလုံးဆိုတာလဲတွင်ကျယ်လိုက်သမှသူတကာမျောတစ်ချောင်းဆိုရင်သူကနှစ်ချောင်းကြားလူအထိပဲတညမှာတော့ကိုလှဆင့်တရားသူအိယာနဘေးမှာအတန်ကြားမိလို့ထားကြည့်လိုက်လှဆင့်ပါဇက်ဟောင်းသားဖြစ်သွားရသူ့ရဲ့နဘေးမှာအလွန်လှပတဲ့မိန်းမတစ်ယောက်ရက်နေတယ်လေအဲ့ဒီမိန်းမကလှပလုံးနာမှုလှဆင့်တစ်ယောက်အသက်ရှူဖို့တောင်မေ့နေမိတယ်ထင်တယ်အကိုဟေးမိမလာစီကခတ်တိုးတိုးလေးတန်းတသားအခေါ်လှဆင်းရဲ့ပြန်ထူးတန်ကတော့တော်တော်ကိုကျဲလောင်သွားပါလေရဲ့ဒါကြောင့်မိမလာကရှူကတဲ့နှုတ်ခမ်းကိုလက်နဲ့ကက်လို့တူတူတတထူးပါအကိုရဲ့သူများတွေနိုးကုန်မှဖြင့်မိမလာကခတ်နုနုပြောတော့လှဆင်းအသာငိန်လိုက်မိလာလာအကိုလာမိမလာကလက်ကမ်းလာတယ်အဲ့နောက်တော့လှဆင်းလည်းမိမလာရဲ့လက်ကိုဆွဲလို့ညှို့ယူခံရသူအလားပဲမိမလာရဲ့လက်ကိုဆွဲလို့ခေါ်ဆောင်ရကိုလိုက်ခဲ့လေပြီးတော့တာပါပဲနောက်တစ်နေ့မနက်လာစင်တယောက်မနေ့ကလိုပဲကိုငပိုးနဲ့အတူတောထဲကိုဝင်လို့လဲကောက်မဲ့တစ်ပင်တွေကိုရှာဖွေနေတယ်လေလာစင်မင်းညကဘယ်ပြောက်နေတာလဲမပြောက်ပါဘူးကိုကြီးငပိုးရရုပ်ရှိပါတယ်ဗျငါညကတဘောတဘာထသွားရင်မင်းတဲတဲ့ကိုဝင်လာသေးတယ်မင်းမရှိဘူးကိုဘိုးကထပ်ပြောတော့လာစင်လဲကျူအန်ဖြစ်သွားရတယ်လေအာယုံထဲမှာလဲညတော့ကမိမလှလေးနဲ့အတူကြည်ကြည်နူးခဲ့ရတာကိုပဲပြန်လဲမြေအောင်မိနေပါလေရဲ့လာစင်ဟင်းအေးဗျာဟောစကားတွေတောင်ရောင်ရောင်မမနဲ့ဘာဖြစ်နေတာလဲကွဟိုးကျုပ်ဘာမှမဖြစ်ပါဘူးဗျာညတော့ကမိမလှလေးကဘယ်သူကိုမှအတိမပေးပါနဲ့ဆိုတာကိုအတန်တန်မှားထားတာမို့လာစင်ညာပြောလိုက်မိတယ်အေးပါကွာဘာမှမဖြစ်ဘူးဆိုရင်လဲပြီးတာပါပဲဒါပေမဲ့အခုရောက်နေတဲ့နေရာကတောထဲမှာမို့ညာရေးညတာကိစ္စရှိလို့သွားကျင်တော့အခြားသူတွေကိုနှိုးကြကွာဟုတ်ကဲ့ကိုကြီးငါဘို့လှဆင်ဖြေတန်းကခတ်တိုးတိုးနဲ့အသက်မပါခဲ့ပါဘူးဒီလိုနဲ့ညဘက်ကိုရောက်လာခဲ့ပြန်တယ်ညနဲ့လို့ပြီးခဲ့တဲ့ညကလိုအချိန်ရောက်လာတော့လှဆင်စီကိုမိမလားကထပ်ပြီးရောက်လာပြန်ပါလေရဲ့လှဆင်တို့တွေ့ဦးမရှိနောက်ကနေလိုက်လို့ကြည်ကြည်နူးခဲ့ကြပြန်တယ်မနေ့လေးမိုင်းကြမှာပဲမိမလားကပြန်သွားခဲ့ဒီတော့မှပဲလှဆင်လည်းအိပ်ရာပြန်ပြီးအိတ်လေတာပေါ့မနေ့ပြန်ရောက်တော့လှဆင်အလုတ်ပြန်ဝင်ရတယ်မိမလားကညတိုင်းရောက်လာတယ်လှဆင်ကလည်းညတိုင်းလိုက်သွားပြီးကြည်ကြည်နူးတယ်လီရဲလောက်ကြာမှာတော့လှဆင့်တယောက်ဒဏ်တွေထိလာမျက်ကွင်းတွေညိုပြီးလူကလည်းနှုံးချီနေလေရဲ့အလုပ်ကိုတော့ပုံမှန်အတိုင်းမလုပ်နိုင်တော့ဘူးဒီရပြင်ချစ်လာပါကြီးရဲ့ဆိုတဲ့မလုံးရဲ့အကြောင်းကိုဆိုစကားဆရင်တော့ကြောင်လွဲပြောတတ်လေတော့တာပဲသိကောင်တွေလှဆင့်ဒီရပိုင်းပုံမှန်မဟုတ်ဘူးမင်းတို့သတိထားမိကြလားကွာဟုတ်တယ်ကိုကြီးငဘိုးသူကြည်ရတာငေါင်စီးစီးနဲ့ဖြစ်လာပြီးတော့မျက်ကွင်းတွေလည်းညိုပြီးအေးရင်မွားတယ်သူလိုပဲဒီကောင်ညဘက်ဘာတွေလှုပ်တယ်မှန်းမှမသိတာကျန်တဲ့သူတွေလှဆင့်ကိုတတိထားမိကြနေပြီဒါကိုငပိုးကစကားစားတော့အားလုံးအလိုလိုပြောလာတော့တာပါပဲအေးဒီကောင်ညဘက်တွေပျောက်သွားတတ်တယ်ဘာလုပ်တယ်ဆိုတာသေချာမသိပေမဲ့ဒါကတော့မယိုးသားဘူးလို့ငါတော့ထင်တယ်ကွကျုပ်လည်းဟိုရက်ကတတိထားမိတယ်သူညဘက်တဘောတဘာထသွားတယ်ထင်မိတာအချင်းချင်းတတိထားမိခဲ့တာတွေကိုပြောပြလာကြအားလုံးစီကစကားတွေကိုကိုဘိုးကနားထောင်ပြီးချိန်ကြတော့ဒီတိုင်းဆိုရင်တော့လှဆင့်တစ်ခုခုဖြစ်နေပြီကွငါတို့စောင့်ကြည့်တော့မှဖြစ်မယ်ကိုဦးရဲ့စကားကိုအားလုံးကသဘောတူကြညရောက်တော့အကုန်လုံးမေးကြသေးပဲနဲ့အိတ်ရှင်အောင်ဆောင်ပြီးအခြေအနေကိုစောင့်ကြည့်ကြညနဲ့လာတော့လှဆင့်ရဲ့တဲစီကိုမီးလုံးပြန်လာတာကိုမြင်လိုက်ကြရအားလုံးပါဇက်ဟောင်းသားနဲ့အံ့ဩကုန်ကြလေတယ်လေမီးလုံးကြီးကအလျင်တကြီးကြီးနဲ့လှဆင့်ရဲ့တဲထဲမှာလှဆင့်ကစကားအချို့ထပြောနေလေတယ်ခဏကြာတော့လှဆင့်တယောက်မီးလုံးကြီးရဲ့ခေါ်ဆောင်ရာကိုလိုက်ပါသွားလေတော့တာပါပဲဒီကိစ္စကမနဲ့ကြတော့ကိုငပိုးကအားလုံးကိုတိုင်ပင်လာတယ်လှဆင့်တော့မပါဘူးပေါ့ကဲညတော့ကအဖြစ်ပြက်ကိုတော့အားလုံးအမြင်ပဲကွဒါကိုတခုလုံးမှရမယ်ဘ
လို့လုံးကြမလဲတနေ့သူကိုတခဏခေါင်းချင်းရိုက်ကုန်ကြတာပေါ့ကိုကြီးငဘို့ကျုပ်တို့ကြားခဲ့ဘူးလေတရေမနဲ့လူကြိုက်ရတဲ့ဇလန်းလို့လှဆင်လဲဟုတ်တယ်ကွအခုကကြားဘူးတာမဟုတ်ဘူးမြင်မှမြင်နေရတာကဲဒါကိုဘလို့လုံးကြမလဲဆိုတာကိုသာစဉ်းစားတော့ကိုဘိုးကပြောလိုက်တယ်ကြားဘူးတာတော့ဩဇာရွက်ပြာချတိုက်ရင်အပဆိုတာကိုမြင်နိုင်တယ်တဲ့ဒါကတော့တေချာရဲ့လားကွဒါတော့မပြောတတ်ဘူးပြောသူကမရေရအခြားနည်းရောရှိအောင်မလားမရှိဘူးဗျလမ်းဟာဆုံးပြီလက်တလုံးမှာလုံနိုင်တဲ့နီးလန်းအဖြစ်သူတို့တိလက်ရတာကဒီတစ်ခုတည်းရဲ့ဘာပဲဖြစ်ဖြစ်လုံနိုင်တာကဒီတစ်ခုဒီတော့ထဲမှာဩဇာရက်ကဘယ်ကရမှာလဲမတတ်နိုင်ဘူးလိုက်ရှာကြည့်ရမှာပဲကံကောင်းတယ်ပဲဆိုရမယ်အဲ့ဒီနေ့မှာပဲကိုငပိုးတော်အဖွဲ့တစ်ခုတ်ရင်းနဲ့ဩဇာပင်တွင်ကိုတွေးခဲ့ကြဩဇာရွက်တွေကိုသူတို့ကခူးကြလာစင်ကတော့အနာပေးထားတာမို့စကမ်းမှာပဲကြံရစ်ခဲ့တယ်လေအဖွဲသားတွေစကမ်းစီကိုပြန်ရောက်တော့ဩဇာရွက်တွေကိုပြာချကြလာစင်ကတော့အိမ်မောကြနေပါလေရဲ့ဩဇာရွက်တွေပြာချတော့ကိုငပိုးဆောင်လာတဲ့ပရိတ်ရင်နဲ့ဖြော်ပြီးအိမ်မောကြနေတဲ့လှစင်ကိုနှိုးပြီးတော့တိုက်ကြလှစင်ကမေးတော့ဆေးပြာရည်ရဲ့ပေါ့လှစင်မကြီးမကျူတောက်ခဲ့ပါတယ်ဒီလိုနဲ့ညဘက်လဲရောက်ရောမိမလာဟာလှစင်စီကိုရောက်လာခဲ့ပါတယ်လှစင်လဲမိမလာအလာကိုစောင့်နေခဲ့တာပါအရင်ညတွေကလိုပဲလှစင်ကိုမိမလာကပြုံးပြလာတယ်လှစင်လဲအဲ့ရာကနေထားထိုင်လိုက်တယ်ပြီးတော့မိမလာကန်းတဲ့လက်ကိုလှမ်းဆွဲလိုက်ချိန်မိမလာကအော်တန်နယ်ကြီးနဲ့အော်လို့အနောက်ကိုအလန်တကြားဆုတ်ခါသွားတယ်လှစင်လဲတန်တော်ဖြစ်နေချိန်မှာမိမလာကပြန်လှည့်ပြီးတော့ကြည်လာပြီအကူအမလီသရဲဗျသရဲမိမပြူဟာသပင်တွေဖြူဖွေးပွာလျန်းပြီးတော့ရုပ်သွင်းမြေကလည်းအဖွားကြီးတယောက်လိုပဲကြောင်းမက်ဖွယ်အစင်နဲ့အုံမင်းရွတ်တွနေခဲ့တယ်ဒါကြောင့်အလန်တကြားអော်လိုက်တဲ့လှစင်းရဲ့အော်တန်နယ်ကြီးကမင်းကြီးတောင်တခွင်စီကိုတောင်ပြန့်သွားခဲ့ရပါလေရဲ့ကိုဖိုးခွေးကပြောပြနေတဲ့အကြောင်းအရာကိုအဆုံးသတ်လိုက်နားထောင်နေကြတဲ့ထေဦးနဲ့လူမော်တို့နှစ်ယောက်ကတော့စကားသံတွေတည်ငါအဖြစ်တိတ်ဆိတ်လို့ရပေါ့ကိုဖိုးခွေးကမောသွားတာမို့ငှဲ့ထားတဲ့အေးဆက်ဆက်ရေနွေးချမ်းကိုမောတောင်းလိုက်ကိုလှစင်းဘာဖြစ်သွားသေးလဲကိုကြီးဖိုးခွေးကိုမိန်းမကြီးကရောလူမောင်ကမေးလိုက်ကိုဖိုးခွေးကအင်းမိန်းမကြီးကတော့သူ့မူလာရုပ်ကိုလှစင်းတိသွားလို့ရှက်ပြီးကြာကြီးတငင်ငိုကြွေးလို့တောထဲကိုဝင်ပြေးသွားတယ်ကွလှစင်းကတော့ကြောင်စီစီဖြစ်သွားလို့တလားလောက်ကုသယူလိုက်ရတယ်အင်းသေချာတွေးကြည့်တော့လဲစိတ်မကောင်းစရာပါပဲပြောရရင်သူတို့ကချစ်သူတွေလို့တောင်ဆိုနိုင်တယ်နော်အင်းကွာဒါနဲ့ကိုလားစင်းနဲ့မလုံးတို့ကောဘလို့ဖြစ်သွားတယ်လဲမလုံးကကိုလားစင်းကိုတီးခံပြီးနားလဲပေးရှာပါတယ်ကိုလားစင်နေကောင်းသွားတော့မလုံးကလက်ထက်ယူခဲ့တယ်လေဒါဆိုကိုကြီးဖိုးခွေဟိုမိန်းမကြီးကရောဘာကြီးဖြစ်နိုင်မလဲကိုဖိုးခွေးကမျက်မှောင်ကျုပ်လိုက်တယ်အေးဒီလိုအကြောင်းတွေကတော့ငါလဲကက်ကနာနာမသိဘူးရဲ့ဒါပေမဲ့ငါထင်ပြောရရင်တော့စိုးသူ့မဟုတ်ကိုဝေမာကြီးပဲဖြစ်နိုင်တယ်စကားသံတို့ကတိတ်ဆိတ်သွားခဲ့ကြလူငယ်နှစ်ယောက်ကအတွေးတွေနဲ့ငြိမ်သက်နေကြလင်းကြီးအချို့ကသူတို့အချားစီကနေကတ်တော့ပြတ်တန်းတိုက်ခိုက်သွားခဲ့ကျန်တဲ့သူတွေအိတ်ဆက်နေကြပြီသူတို့၃ယောက်ပဲစကားလက်ဆောင်ကြားနေကြတာရဲ့ကိုဖိုးခေးကအချိန်ကိုတစ်ချက်ကြည့်လိုက်ဟဲ့ကောင်လူအချိန်တော့လင့်ပြီပဲအိတ်ကြဆိုရဲ့ဟုတ်ကဲ့ကိုကြီးဖိုးခွေဩဒါနဲ့မနေ့ပြန်ကြရင်ရိုးမောက်ကိုဆက်တက်ပြီးအေးအဲ့ဒီတော့ငါပြောထားတဲ့တော်စည်းကန်တောင်စည်းကန်ကိုမင်းတို့အလေးထားပြီးတော့လိုက်နာကြရမယ်သိလားဟုတ်ကဲ့ပါကိုကြီးဖိုးခွေရဲ့အဲ့ဒီနောက်တော့၃ယောက်သားလှဲတွေအောက်စီမှာနေရာယူပြီးတော့ဝင်အိတ်လိုက်ကြမနက်ခင်းရဲ့ဒီအောင်ကြီးစူးစူးအောင်သင်းမိုက်တောင်စီမှရိုးကုန်းရွာသားတွေချွေးတလုံးလုံးနဲ့ထင်းရှာဝါးရှာလုံနေကြတမြန်နေ့မနက်ကသူတို့သင်းမိုက်တောင်စီကိုခြေချခဲ့ကြရောက်ရောက်ချင်းကိုပဲမနာမနေထင်းနဲ့ဝါးတွေကိုရှာဝေခုတ်ထားခဲ့တာမို့လုံလောက်တလောက်ကိုဖြစ်နေခဲ့ပြီလေဒါကြောင့်အဖွဲကိုဥဆောင်လာသူကိုဖိုးခွေးကမနက်ပြန်ကိုပြန်ကြဖို့ပြောထားတယ်ကဲအားလုံးပဲကျိုးတို့မနက်ပြန်တော့ပြန်ကြမယ်ဒါကြောင့်ဒီညနေကိုအေးလူလူအနားယူကြခြင်းဩတခုတော့ရှိရနော်အိမ်အတွက်ဒေါစာအရွယ်သီးတွေရှာခြင်းတော့ရှာလို့ရတယ်ဒါပေမဲ့ဒီအနီးနားကနေအဝေးစီကိုတော့မသွားပါနဲ့ကိုဖိုးခွေးရဲ့အမှားစကားအဲ့ဒီနောက်မှာတော့ရိုးကုန်းရွာသားတို့ဟာအိမ်ရပြန်အတွက်တောဟင်းလျာအသီးရွက်စားတာတို့ကိုစောင်ယူဖို့ရှာဖွေရေးထွက်ခဲ့ကြတော့တာပါပဲထေဦးတို့နှစ်ယောက်လဲအများသူကနဲ့အတူဘာရတော့မဟုတ်ဘူးဒါပေမဲ့တို့တယောက်တစ်လက်နဲ့တောစီကိုဝင်ခဲ့ကြတောတွေးကြုံမရှိကြသူတွေမို့လူတကာနီးတူတော့ခက်ဝေးကိုမသွားရဲကြဘူး
အနီးနားကိုပဲစကားပြောရင်လှည့်ပတ်သွားနေကြတယ်သွားလာကြရင်တနေရာကိုရောက်လာတော့ထေးဦးရဲ့ခြေရမ်းနေရာရက်တန့်သွားလေလူမောင်ဟိုကအပင်ကြီးရဲ့ခါပန်းမှာတစ်ခွာပန်းမင်မလားကွာနှိုက်တာကွာထေးဦးရဲ့ညွန်ပြရာကိုလူမောင်ကြည့်လိုက်ဟုတ်ပါရဲ့ဖြောင်းစင်နေပြီးအမြင့်ပေနှစ်ကျော်လောက်မှာပဲအကိုင်းတွေဖြာထပ်သွားတဲ့တစ်ပင်ကြီးရဲ့ဂိုင်းအခြေနားစီမှာကပ်ပြီးပေါက်နေတဲ့တစ်ခွာပင်တပင်အဖြူနဲ့အနီသွေးရောင်ရောဆက်ကထားတဲ့ပန်းခတ်တွေကလည်းအကိုင်းတဖြားဖြားတို့စီမှာငေါငေါဆွန်းဆွန်းနဲ့ထေးဦးကဒီတစ်ခွပန်းပင်လေးကိုသဘောကျကြီးကြပြီးပြုံးစည်းစည်းနဲ့ငေးကြည့်နေတယ်လူမောင်လဲကြည်ရင်ကစိတ်ထဲကြည်နူးသလိုခံစားမိပြီးထေးဦးကိုကြည့်လို့အတွေးတစ်ခုလည်းရလာခဲ့ထေးဦးဟေးအဲ့ဒီတစ်ခွပင်လေးကိုမင်းထိုင်းစီမပေးချင်ဘူးလားလူမောင်ပြောမှထေးဦးလည်းအတွေးရမိသွားရတယ်အေးမင်းပြောမှငါသတိရထိုင်းဆိုတိတ်ကြိုက်မှာပဲကွာအေးပါဆိုကဲမင်းပေးချင်တယ်မလားငါတက်ခုပေးမယ်လူမောင်ကပြောဆူကိုပဲကတောင်းကြိုက်လိုက်လူမောင်ငါတက်မယ်လေတငယ်ချင်းထေးဦးကလူမောင်ကိုတားပြီးသူတက်ဖို့တောင်းဆိုတယ်ဒါပေမဲ့လူမောင်ကငင်းဆန်လိုက်ပြီးရတယ်တငယ်ချင်းမင်းထက်ငါကအပင်တက်တာပို့တော်တယ်ငါပဲတက်ပေးပါမယ်ကွာလူမောင်ကပြောဆူကိုပဲသစ်ပင်ကြီးရဲ့ပင်စီစီကိုဖက်ကင်ပြီးတော့တက်လိုက်လုံးဘက်ကလူနှစ်ဖက်စာနီးရှိတဲ့အပင်ကြီးဆိုတော့လူမောင်တက်ရတာတော့နည်းနည်းခက်နေတာပေါ့ဒါပေမဲ့လေလူမောင်ကသစ်ပင်တက်ကျွမ်းကျင်သူမှုအစဉ်ပြေတက်နိုင်ပါလေရဲ့တစ်ခွပိုင်းလေးရှိရာစီကိုလူမောင်ရောက်ခဲ့ပါပြီလွယ်ပို့ထားတဲ့ဒိန်စီကတမတ်တိုကိုထုတ်ပြီးတစ်ခွပန်းလေးကိုမထိခိုက်အောင်သစ်ပင်ရဲ့အခောက်စီကလည်းခုတ်ထည့်လို့ခွာယူလိုက်ပြီးတော့အောက်စီကထေးဦးကိုတေချာဖမ်းဖို့ပြောပြီးလေငိန်တခိုက်မှာပြစ်ချလိုက်ထေးဦးကလည်းတစ်ခွပန်းကလေးကိုမထိခိုက်အောင်အောက်စီကတေချာဖမ်းယူတယ်ပန်းကလေးတချို့ကျွေမမလို့ဖြစ်ခဲ့ပေမဲ့အပင်ကိုတော့မထိခိုက်ပါဘူးရလာထေးဦးအေးရပြီမင်းစင်းခဲ့တော့လေအေးစင်းပြီကွလူမောင်ကထေးဦးကိုတုတ်ပြန်ပြီးအောက်စီကိုပြန်ဆင်းဖို့အလုပ်တစ်ပင်ရဲ့ကွားစုံစီကတောက်ခေါက်တန်ပြင်းပြင်းကြီးကြောင့်လူမောင်အံ့အားသင့်သွားရပြီးမော့ကြည့်လိုက်ဟာလူမောင်မင်းလန်းရတာကတစ်ပင်ရဲ့ကွားစုံကလေကတုံးပြောင်ပြောင်ရုပ်ဆူးဆူးနဲ့သူ့ကိုစားတော့ဝါတော့မတက်ကြည့်နေတဲ့လူတယောက်အသားရည်တို့ကလူမောင်တသက်နဲ့တကူမမြင်ဘူးခဲ့နိုင်လောက်အောင်ကိုဖွေးဖြူလို့နေတယ်လူမောင်ချက်ချင်းပဲခေါင်းကိုငုံလိုက်မိငါအမြင်မှားလာပဲနေမှာပါကိုစိတ်ကိုပြန်တင်းလို့တစ်ခွစုံကိုလူမောင်ပြန်ပြီးမောကြည့်လိုက်ပြန်တယ်ဒီတခါတော့ဘာမှရှိမနေဘူးစိတ်ကထင်တာပါလို့လူမောင်တွေးလိုက်ပြီးအောက်စီကိုပြန်ဆင်းခဲလိုက်တယ်အခက်ခဲအနောက်ရက်ဘာမှမရှိပဲအောက်စီကိုချောထူပဲလူမောင်ပြန်ရောက်လာခဲ့တယ်ထေးဦးကိုကြည့်လိုက်တော့တစ်ခွပန်းလေးစီမှာမျက်စိမခွာနိုင်ဘူးတကယ်ကြီးကိုကြည့်ပြီးကြည်နူးစိမ်ဖြစ်လာတာမို့လူမောင်တယောက်ကူးနားကကြုံခဲ့တာကိုအမြင်မှားတာပါဆိုပြီးပေါ်ပြက်အတွေးနဲ့ဘေးပြောက်သွားခဲ့ရပါတယ်အဲ့ဒီညဘက်တကောင်ချိန်မှာတော့လူမောင်တယောက်အိတ်ဆက်နေရကနေအိမ်မက်ရောင်သူမှာထလာခဲ့ပြီးညနေတုန်းကတစ်ခွပင်ခွာခဲ့ရာအပင်ကြီးရဲ့အောက်စီမှာတွားရောက်ပြီးငုတ်တုတ်ထိုင်နေခဲ့ပါလေတယ်နောက်တစ်နေ့မနက်ရိုးကိုရွာသားတို့ရဲ့အပြန်ခီးကထင်းဝါးတွေအလွန်လောင်းနဲ့လှပလွန်းခဲ့ပါပြီပြင်ရောက်ပြီးမကြခင်အလူပွဲကိုစင်နွှဲရမှာဆိုတော့အားလုံးရဲ့ရင်မှာအပျော်တွေကလည်းစုတီနေကြတယ်ဒါပေမဲ့အများတကာနဲ့မတူပဲအပျော်နဲ့ပျော်နေတဲ့သူရှိသူကတော့ထေးဦးရဲ့လေလမ်းနဲ့လျှောက်လို့တစ်ခွပင်လေးကိုလက်ကမချပဲတစိမ့်စိမ့်ကြည့်လို့စိတ်ကူးတွေရင်လူမောင်မောင်းနေတဲ့ဝါလဲပေါ်စီကနေလိုက်နေခဲ့ထေးဦးငိန်လာကြည့်လားကွာအလာတုံးကလို့မဟုတ်ထေးဦးတယောက်နှုတ်ဆက်နေတဲ့အတွက်လူမောင်ပြောလိုက်မိလူမောင်ကတစ်ခွပင်လေးကိုအကြည့်မပြတ်ကြည့်နေရင်းကအင်းကွာဒီတစ်ခွပန်းလေးကိုကြည့်နေမိတာငါစိတ်ထဲထားရည်ရဲ့မျက်နှာလေးကထင်းထင်းလာနေသလိုပဲလူမောင်ပြုံးမိလိုက်မင်းမလဲကွာထားရည်ကိုအဲ့လောက်တောင်ပဲချစ်တာလားအေးဟုတ်တယ်ကွာဘာပဲဖြစ်ဖြစ်တငယ်ချင်းဟာမင်းရဲ့စိတ်ကူးပေးမှုနဲ့မင်းရဲ့ကြိုးပမ်းမှုတွေအတွက်ငါအများကြီးကျေးဇူးတင်ပါတယ်ကွာလူမောင်မချီပြုံးလို့ထူးဆန်းတဲ့အပြုံးသူကိုကြိတ်လို့ပြုံးမိလိုက်လူမောင်ဟေးငါထားရည်စီကိုဒီပန်းလေးဘလို့ပေးရမယ်မသိဘူးဟာဟင်ငါလည်းမပေးရဘူးဟာထေးဦးကမျက်နှာငယ်လေးနဲ့ပြောလာပါတယ်လူမောင်ကထေးဦးကိုတစ်ချက်လှည့်ကြည့်လာပြီးတော့မင်းကလည်းတတိနဲလိုက်တာအေးမင်းပြောလဲငါခံရမှာပဲထားရည်ကိုငါကချစ်တာချစ်နေမိတာမျက်နှာချင်းဆိုင်ဖို့တော့ကြောင်းနေမိတယ်လူမောင်ရလူမောင်ဘာမှပြန်မပြောမိဘူးထေးဦးကမင်းငါ့ကိုပေးလို့ရမလားတငယ်ချင်းထေးဦးစကားကြောင့်မမြင်တော့တစ်ဖက်စီလှည့်ပြီးလူမောင်ခက်သသာပြုံးလိုက်မိပြီးတော့သားပါတုံစကားနဲ့တုတ်ပြန်ဖို့တွေးတော့နေတော့မှာပဲ
ထေဦးကပဲဆက်ပြီးပြောလာခဲ့တကယ်ချင်းကိုကြီးပဲမလားဟင်တကယ်ဆိုရင်မင်းကိုယ်တိုင်ပေးတင်တာကွာမင်းငါ့ကိုပေးပြီလို့ရမလားတကယ်ချင်းထေဦးစကားကြောင့်လူမောင်ခေါင်းကိုရမ်းခါလိုက်မိတကယ်ချင်းကိုကြီးမယ်မလားဟင်ထေဦးတကယ်ဆိုရင်ဒါမျိုးကမင်းကိုယ်တိုင်ပေးမှတင့်တာကွာငါသိပါတယ်လူမောင်ရဒါပေမဲ့ငါအเจ้าကိုမင်းလည်းသိရသားနဲ့ငါကမင်းလောက်တက်တိမရှိတတ်ဘူးလေကွာဒါကြောင့်ကိုကြီးပါနော်လုပ်ပါကွာထေဦးကအတင်းကျပ်တောင်းဆိုလာပြီးမို့လူမောင်မသက်တာတော့ပဲအေးပါကွာငါပေးပေးပါမယ်တကယ်ချင်းကသူကူညီတောင်းတာကိုလက်ခံလိုက်တာမို့ထေဦးတော့အတော်ကိုပျော်သွားခဲ့ရတော့တာပါပဲတပတ်ခန့်အကြာဦးဘာတို့အိမ်ရှိစီမှာအလူမန်းတကြီးတစ်ခုဟီဟီထလို့လူရက်ရောက်ဖို့ကလည်းကြားမှာတရက်သာလိုတော့တယ်လေလူသူတွေလည်းဝင်ထက်သွားလာနေကြပြီပေါ့မမတ်ထင်တဲ့အဖြစ်ဦးဘာတို့ရဲ့အိမ်ရှိစီကအဖြူခံမှာအနီရောင်ဖောက်ထားတဲ့တစ်ခွပန်းကလေးတစ်ပင်ကိုတခြားတစ်သုံးမှာကျိုးနဲ့တုပ်ရေလောင်းစိုက်ပျိုးထားလေတယ်မင်းသူတိုင်းကဒီတစ်ခွပန်းလေးကိုလှချောင်းတင်းချောင်းပြောကြတာပေါ့ဒီစကားအတန်တွေကြားမိလေတိုင်းသားရီတယောက်ကတော့အလွန်အလွန်ကိုပျော်ရွှင်နေမိတော့တာပေါ့ရှာရှာဖွေဖွေပေးထက်လိုက်တာအကိုရဲ့တစ်ခွပန်းကလေးကသိပ်လှတာပဲသူမရဲ့တငယ်ချင်းဖြစ်သူအေးမားနဲ့ဒီတစ်ခွပန်းကလေးကိုအကိုကထည့်ပေးလိုက်တဲ့ညကဓာတ်ရောင်ဖြဖြအောင်မှာတစ်ခွပန်းလေးကိုလက်နှစ်ဖက်နဲ့ရင်ကြားစီညအမြန်တတိုးနဲ့ခဖွားပိုင်ရင်သူမရွတ်စွန်မိတဲ့စကားသူမအတွက်တော့လုံးဝမေးမရနိုင်တဲ့ညတညပေါ့တစ်ခွပန်းကလေးကိုရရှိတဲ့အချိန်ကနေစပြီးသားရီတယောက်အပင်လေးတေမသွားအောင်အတော်ကိုပဲဂယုတစိုက်ပြုစုပြိုးထောင်လာခဲ့ရအခုဆိုရင်တော့ရပ်ပန်းအတွင်းတစ်ခွပန်းကလေးကစိမ့်လန်းလို့ရှင်သန်လာတယ်ပြီးတော့အဖူးကလေးတွေတောင်တွတ်တွတ်ကလေးတွေထွက်လာခဲ့ပြန်သေးတာဆိုတော့သားရီတို့အလွန်လွန်ကိုပျော်နေမိတာပေါ့မနှက်ပြန်ဆိုအလှဝင်ရမှုရှင်လောင်းလှက်ရှိပါတယ်ဒါအတွက်ကြောင့်ဦးဖားတို့ရဲ့အင်ရှိအလှမန်းတဲ့စီမှာချက်ပြုတ်ကြသူတွေမနှက်အတွက်ကုန်းတော်ပန်းတော်ပြင်ဆင်ကြသူတွေနဲ့စီကားကရှိနေကြအဲ့ဒီအချိန်ထေဦးတယောက်ကတော့ဦးဖားတို့ရဲ့အိမ်အနောက်ဘက်စီကအမောင်ရိပ်စီမှာတစုံတယောက်ကိုရင်ခုန်တန်တွေလှုပ်ခတ်စွာနဲ့စောင့်မျှော်နေလေတယ်။လာရောင်ဟိုးတော်ဝါကြောင့်အဝင်းကျင်ကိုတော့မသေးမကွဲမြင်နေရတာပေါ့မကြပါဘူးဗျာ။အိမ်ဘက်စီကအရေးတစ်ခုကခက်တုတ်တုတ်ခြေလန်းတွေနဲ့ထေဦးရှိရာစီကိုလှမ်းလာနေတယ်။မကြပါဘူးအနားကိုရောက်လာခဲ့ပြီပေါ့။စောင့်နေတာကြာပြီလားအကိုမကြသေးပါဘူးထားကြီးရဲ့ဟင်းအကိုလည်းမဟုတ်ပါလား။ထားကြီးစီကအံအားသတဲ့နဲ့ထုတ်ပြန်လာတဲ့စကားကြောင့်ထေဦးအလွန်အံအားသင့်သွားရတယ်။အကိုမဟုတ်ဘူးဆိုတော့ရှင်ကဘာတူလဲထားကြီးကစိတ်ထဲကအံ့အားသင့်မှုနဲ့အတူဒေါသတန်စွန့်နေတဲ့တုံတုံရင်ရင်စကားတန်ထားကြီးကျုပ်ထဲဦးလေထားကြီးကိုတွေးဖို့စကားပါပြီးအခုစောင့်နေတာလေမဟုတ်ဘူးလေကျမကိုလူမောင်ကတွေးမယ်ဆိုလို့ဟာထဲဦးရဲ့အာမေတိတ်အံ့အားမှုနဲ့အတူရင်စုံမှာကြီးမားတဲ့ငလျင်ကြီးတစ်ခုလှုပ်လို့ခြေလက်တွေပါတုံရင်ရင်ဖြစ်လာရတယ်လူမောင်ကိုဟုတ်လားထားကြီးဒါဆိုမင်းတို့ကကျမကိုလူမောင်ကချစ်ပြေတောင်းဖို့ဒီညချင်းလိုက်တာသူကျမကိုချီအေးဆိုထားတယ်လေဟာထဲဦးတရားဘာမှဆက်မပြောနိုင်တော့ဘူးနေရာမှာတည်းခြေလက်တွေမခိုင်ဘူးဖြစ်ပြီးဒူးထောက်ခွေချသွားရတယ်ထားကြီးကထဲဦးကိုတစ်ချက်စိုက်ကြည့်ပြီးတော့စိတ်ဝင်စားတဲ့ဟန်နဲ့လက်ထွက်သွားခဲ့ပါပြီထဲဦးတယောက်ရင်စုံကဟတ်တက်ကွဲလို့မျက်ရည်တွေကပါးပြင်စီကိုစီးကြရလေတယ်ဘဝတစ်လျှောက်လုံးမှာအရင်အဆုံးဖြစ်ခဲ့ရတဲ့တငယ်ချင်းအဖြစ်ကသူ့အသက်ထက်မြန်တို့တန်မိုးထားရပြီးချစ်ခဲ့ရသူစီကအချစ်ကိုပြန်ရွယ်ရွက်ပါလေရောပေါ့ချစ်သူကလည်းလူမောင်ကိုချစ်နေတဲ့ဟန်နဲ့ဘာပဲဖြစ်ဖြစ်ချစ်သူကိုဆုံးရှုံးရဖို့ကအသေးအချာသို့ပေမဲ့လည်းဒီဆုံးရှုံးမှုကိုသူ့အနေနဲ့ပြင်းပြင်းထန်ထန်ကြီးမခံစားရဘူးပေါ့နောက်ကျောကနေဓာတ်နဲ့မသိမသာထိုးနေခဲ့တဲ့ငယ်ငယ်ချင်းရဲ့လုံးရက်ကတော့သူ့အတွက်ပြင်းထန်တဲ့မီးလောင်အဖြစ်အမြိုက်ခံနေရရက်ဆက်လိုက်တဲ့လူမောင်ရဲ့ထေဦးရဲ့ခက်တုစကားဘယ်သူမှတော့ကြားနိုင်မှာမထင်ခဲ့ပါဘူးရှင်လောင်းလှဲတဲ့လှဲတန်းကြီးကရှည်လျားလိုက်တာမြင်ကွင်းတဆုံးပါပဲအလူရှင်အလူမားတို့ကပျော်ရွှင်နေတယ်လေကာလာသမီးတို့ကလည်းအလားချင်းမြိုင်သူနိုင်ကိုနိုင်ပေါ့ကာလာသားတွေကလည်းအလူလဲကိုတက်ကြွကြွလိုအားပေးကြရင်အလားထိတ်ကောင်ကာလာသမီးတို့ကိုပိုးပန်းနေကြတယ်ဖိုးတက်ထဲဦးမလာဘူးလားကွအေးမနဲ့ခရဲကမတွေ့သေးဘူးဟာတကယ်ကြီးဖြစ်သူကိုစိတ်ကပူပန်လိုက်မိတာမို့လူမောင်အလူလဲတန်းစီကအသာထွက်ခဲ့ပြီးရွာစဉ်အနှံ့ကိုလိုက်ရှာလေတယ်ရွာစဉ်အနှံ့လိုက်ရှာတော့လည်းမတွေ့ခဲ့ပါဘူးသို့ပေမဲ့နောက်ဆုံးရွာထဲကိုထန်းလျက်လာပိုးတဲ့ကိုပါအေးနဲ့တွေ့ပါမှထေဦးတယောက်ထန်းတော်စီကိုရောက်နေကြောင်းသိရပြီးလိုက်လာခဲ့ထေဦးကိုတွေ့တော့လူမောင်ရင်နဲ့အတော်ကိုစိုးနဲ့သွားရတာပေါ့ထေဦးလေထန်းမင်အောက်စီကထန်းရည်အိုးတွေကြားမှာပစိုးမနိုင်ပဝေါ်မနိုင်နဲ့ပိုးလိုပက်လက်လန်နေပြီးရှာကြီးတငင်ငိုကြွေးနေလေတယ်လူမောင်ထေဦးကိုအပြေးထူလိုက်ထေဦးမင်းဘလို့ဖြစ်တာလဲကွာ
လူမောင်အတန်ကြောင့်ထေဦးမျက်လုံးတွေကိုအားတင်းပြီးဖွင့်ကြည့်လာတယ်လူမောင်မင်းရက်ဆက်လိုက်တာတငယ်ချင်းဟာလူမောင်အံ့အားသင့်သွားရတယ်ထေဦးကသူ့နာမည်ကိုတဖွာဖွာနာနာချင်းချင်းရွတ်ဆိုနေလေတယ်ထေဦးမင်းဘာတွေပြောနေတာလဲကွာလူမောင်လောကမှာအကြောက်ရဆုံးအရာကနောက်ကျောကထိုးတယ်ဓာကွာမင်းကွာငါအပေါ်လှုပ်ရက်လိုက်တာထေဦးမင်းဘာတွေပြောနေတာလဲထေဦးရဲ့စကားတွေကိုလူမောင်ဘာကူမှနားမလည်နိုင်ခဲ့ပါဘူးထေဦးကလဲနေရကလူတွေထလာပြီးလူမောင်ကိုမျက်နှာချင်းဆိုင်လိုက်လူမောင်မင်းလို့တစ္ဆာဖောက်တဲ့ကောင်ကငါအတွက်တငယ်ချင်းမဟုတ်ဘူးမင်းကငါအမုန်းဆုံးလူငါရန်သူပဲကွာထေဦးတငယ်ချင်းငါမင်းရင်တငယ်ချင်းမဟုတ်ဘူးမင်းငါ့ကိုမထိနဲ့မင်းလို့ကောင်ကငါလက်သီးနဲ့ပဲတန်တယ်ပြောပြောဆိုဆိုထေဦးစီကလက်သီးတစ်လုံးကလူမောင်စီကိုတိုးဝင်လာတယ်လူမောင်ရှောင်ဖို့တောင်မတွေးမိသေးခင်မျက်နှာကိုထိလိုက်ပြီးအနောက်ကိုရိုင်သွားရထေဦးမင်းဘာတွေဖြစ်နေတာလဲကွာအာသေးသေးနဲ့လူမောင်မေးလိုက်ချင်းထေဦးကသရွေးတစ်ချက်ကိုထွေးလိုက်ပြီးတော့လူမောင်ကိုကတ်စိမ့်စိမ့်ကြည့်လို့သစ္စာဖောက်ကောင်သစ္စာဖောက်ကောင်လို့ပြောကရိုင်ထိုးထိုးနဲ့တက်ထွက်သွားပါတော့တယ်။ပေါင်ကြီးပြိုးနေခဲ့ပါပြီ။လူမောင်တယောက်စိတ်တွေရှုပ်ထွေးစွာနဲ့ရွာပြင်ကချောင်းရုပ်ကလေးစီမှာထိုင်နေခဲ့တာအတော်ကိုကြာနေခဲ့ပြီပေါ့။ထေဦးတယောက်သူ့ဘော်ဘဲကြောင့်အခုလိုဆက်ဆံနေတယ်ဆိုတာသူတွေးလို့ကိုမရနိုင်ခဲ့ဘူးဖြစ်နေခဲ့။ထေဦးရဲ့ဘာကြောင့်များအခုလိုဖြစ်သွားရတာလဲကွာ။လူမောင်ခတ်တိုးတိုးညီးတွားလိုက်မိတယ်။အဲ့ဒီအခိုင်မှာပဲဟာနောက်ဖက်စီကထွက်လာတဲ့ရဲတန်းကြောင့်လူမောင်လှည့်ကြည့်လိုက်မိတခါကတင်းပိုက်တောင်စီမှာတစ်ခွာပန်းခွာစဉ်တုန်းကသူမြင်ခဲ့ရတဲ့ကတုံးပြောင်ပြောင်နဲ့လူဖြူကြီးပေါ့ခမ ्या ကကောင်းလေးမင်းကမှတ်မိသားပဲတစ်ခွာပင်ခွာတော့ကခမ ्या ကိုကြုံမြင်ခဲ့တယ်အခုခမ ्या ဘဲကဘလို့လူမောင်ဇဝေဇဝါနဲ့ဖြစ်နေတာကိုလူဖြူကြီးကသဘောကျသွားလေတယ်မင်းကငါဘဲကဘလို့ဒီလိုရောက်လာတယ်လဲဆိုတာကိုသိကျင်တယ်ပေါ့ဟီငါပြောပြမယ်ကောင်းလေးရငါနေတဲ့အိမ်ကလေးကိုမင်းကဖျက်ဆီးသွားတယ်မှတ်လားအဲ့ဒီတော့ငါအိမ်အစ်စ်ရှာရတယ်အခုအိမ်အစ်စ်ရှိရမှာငါလိုက်ပြီးနေနေတာပဲအိမ်ဆိုတာကတစ်ခွာပန်းကလေးကိုပြောတာလားဟုတ်တယ်ကွာဒါဆိုအိမ်အစ်စ်ဆိုတာကရောအိမ်အစ်စ်ကမင်းပဲလေအဲ့ဒီနေ့ကမင်းခန္ဓာကိုယ်ကချိုရင်းချက်ကြောင့်ငါမင်းကိုအိမ်အဖြစ်အသုံးပြုခဲ့တာမင်းခန္ဓာကိုယ်ကအခုဆိုဒီဘက်တွေကမင်းဟာညာဘက်တွေကငါဟာပဲအခုမိုးချုပ်ပြီငါလည်းရောက်ပြီလူကြီးကပြပြဆူဆူပဲတစ်ချက်လှုပ်ရှားလိုက်အဲ့ဒီခဏမှာပဲလူမောင်ဟာလွင့်ငနဲ့ခံစားချက်နဲ့အတူအိမ်မောကျသလိုဖြစ်သွားရတော့တာပါပဲလူမောင်တယောက်အဝေစားတစ်တစ်လွန်လွန်ဝစ်ပြီးမန်းတက်ထဲကိုဝင်လာခဲ့မန်းတက်ထဲမှာတော့ဧည့်သည်တွေကိုအဲ့ခံကျွေးနေကြတာရှိပေမဲ့လူတော်များများကတော့ယုံစုနဲ့တီတိုစကားတွေကိုစိုးနေကြတယ်ဒီကိစ္စကိုလူမောင်ကသတိထားမိပြီးသူနဲ့ရွယ်သူကာလာသားတို့အကြားကိုရောက်သွားချိန်မေးမြန်းကြည့်ရမှာတော့ညောင်တော့ကဝတ်သားဟင်းတွေအိုးလိုက်ကြီးပျောက်သွားလို့တဲ့ဟာအိုးလိုက်ကြီးဘဲကဘလို့မပြောတတ်ပါဘူးကွာအကုန်လုံးမန်းတက်ထဲမှာအရေးဆိုင်ရှိမှာကဇောကက်နေကြတော့မှာအနောက်ကနေမသွားလာပဲတော်သေးတယ်အိုးကိုတော့မနက်လင်းမှနောက်ဖေးတောဆက်စီကပြန်တွေ့တယ်ကွာဟင်းတွေကတော့အပြောင်းမဲကွာလူမောင်စိတ်ထဲထင်ကနေဖြစ်သွားတယ်မနေ့တုန်းကအဲ့ရကနိုးချင်းအဖြစ်ကသူ့ခေါင်းထဲကိုတိုးဝင်လာတယ်လေအဲ့ရကနိုးချိန်မှာသူ့လက်နှစ်ဖက်နဲ့ပါဇက်စီမာအပြင်အဝေစားတွေမှာပါဟင်းစီတွေစွန်းပေနေလေတယ်ချက်ချင်းပဲမနေ့ညကအဖြစ်ပြက်နဲ့အတူလူဖြူကြီးကိုသတိရမိသွားရတယ်ဒါနဲ့ရင်နဲ့ထိတ်ခနဲ့ဖြစ်ပြီးစိတ်ကလည်းရှုပ်ထွေးဖြစ်သွားရတယ်နောက်တော့စိတ်ရှုပ်ထွေးမှုနဲ့တတ်တာစီကိုအိယာကထပြီးရေမို့ချိုးလို့အခုအလှဘက်ကိုထွက်လာခဲ့တာပါပဲအခုရောက်ချင်းကိုပဲပြဿနာကတူထင်သလိုဖြစ်နေခဲ့ပြီလူမောင်ဗျာလူမောင်အတွေးတခဏလွန်သွားတော့အနောက်ဘက်စီကခေါ်တန်ကြောင့်အယောင်နဲ့ထူးလိုက်မိလဲကြီးတော့ကိုဖိုးခွေရဲ့ခဏလောင်ကွာငါပြောစရာရှိလို့ဟုတ်ကဲ့ကိုဖိုးခွေကလူမောင်ကိုလူသူ၄ပါးကင်းရှင်းရာစီကိုခေါ်လာခဲ့လူမောင်ညတော့ကဒီကဟင်းတွေအိုးလိုက်ကြီးကိုပျောက်သွားတာတဲ့လူမောင်မျက်စိမျက်နှာပြတ်သွားရတယ်ကိုဖိုးခွေကလူမောင်မျက်နှာအခြေအနေကိုမတိတရောင်ပြုတ်လိုက်ပြီးတော့ပျောက်တကတကောင်ကြော်ပြီးမှလို့သိရတယ်ကွအဲ့ဒါလိုက်မေးကြည့်တော့အဲ့ဒီအချိန်မင်းနောက်ဘက်ကိုသွားသေးတယ်လို့သိရတယ်ကိုဖိုးခွေစကားကိုနားထောင်ရင်းနဲ့လူမောင်ဇော်ကျွေးကြောင်စိုးတက်လာတယ်ငါသိချင်တာကွာအဲ့ဒီအချိန်မင်းသွားတော့ကဟင်းအိုးကြီးရှိနေသေးလားလို့လူမောင်ရုတ်တရက်တော့ဘာမှပြန်မပြောဘူးဗျကျုပ်သွားတယ်ဗျဟိုလေဒါပေမဲ့ဟင်းအိုးကရှိမနေသေးဘူးဗျကိုဖိုးကလူမောင်ရဲ့မျက်နှာစီကတစုံတစ်ခုကိုတီးလိုက်မိသလိုရှိသွားတယ်ဒါပေမဲ့လေလူမောင်မရိပ်မိအောင်အသာပြန်ထိန်လိုက်ပြီးတော့
အေးပါကွာငါသိချင်တာအဲ့ဒါပါပဲကဲလူမောင်သွားကြည့်တော့ကွာဟိုမှာခဏဆိုဧည့်သည်တွေကလာကြတော့မှာလောက်ကူလိုက်အောင်သိလားလူမောင်ညကစိတ်တွေနဲ့အတော်ကိုမွန်းချက်သွားရတယ်မန္တဘက်ကိုလှည့်ထွက်လာတော့အဝါစီမှာထေဦးနဲ့စုံပြန်တယ်ထေဦးကသူ့မျက်နှာကိုစစ်စစ်ကြည့်ပြီးတော့တောက်ခေါက်သွားလေရဲ့လူမောင်မန္တထက်ကိုဆက်ဝင်လာတော့သူ့လက်ကိုအသာတိုးထီလာတဲ့လက်တစ်ဖက်လှည့်ကြည့်ပြီးတော့ထားဤဖြစ်အကိုဟိုဘက်နားကိုခဏလာခဲ့အောင်ထားဤရဲ့ရင်းနှီးလုံးနေတဲ့အခေါ်ကလူမောင်အတွက်တော့ထူးထူးဆန်းဆန်းဖြစ်သွားရတယ်ထားဤကအရင်ထွက်သွားနှင့်တယ်ညတော့ကဘာတွေဖြစ်ခဲ့တယ်မသိဘူးသူ့အနေနဲ့တော့ဒီကိစ္စတွေကိုဘလို့မှတွေးလို့မပေါ်ဘူးဖြစ်နေမတိမသားနဲ့ထားဤခေါ်ဆောင်ရာကိုထွက်လာလိုက်တယ်လူမောင်နေရတာဘလို့မှအစင်မပြေတော့ဘူးပေါ့အကိုထားဤရဲ့ခေါ်တန်းကယွန်းယွန်းဆဆာလူမောင်ရုတ်တရက်နားမလည်နိုင်ဘူးဖြစ်သွားပေမဲ့ချက်ချင်းပဲအဖြေကိုသဘောပေါက်သွားခဲ့တယ်ထားဤရှင်းအကိုလေးအကိုတို့အကြောင်းကိုထားဤရဲ့အိမ်ကသိထားလာရင်ထားဤကချိုလွင်တဲ့မျက်ဝန်းလေးနဲ့လူမောင်ကိုကြည့်လို့ခေါင်းကိုအသာရမ်းပြတယ်ထားဤအဲ့ဒါဆိုရင်အခုအကိုတို့တွေ့နေတာကိုထားဤမိဘတွေသိရင်ပြဿနာတက်မှာပေါ့ဒီတခါတော့ထားဤကခေါင်းကိုရမ်းလို့ခပ်ဖွားရဲလိုက်ပြီးတော့အိမ်ကလူတွေကအကိုကိုသဘောကျပြီးသားပါအကိုရဲ့ဟင်ဟုတ်လားလူမောင်ပြောစရာစကားတောင်ပျောက်ရှာသွားပြီပေါ့ဒီအခိုက်သူတို့နဲ့မလှမ်းမကန်းစီကိုရောက်ရှိလာတဲ့ထေဦးလူမောင်နဲ့ထားရီတို့အတူတွဲဖက်ပြီးမြင်လိုက်ရတာမို့ထေဦးရဲ့မျက်ဝန်းတွေကဘီဝုံတောင်းနေခဲ့တယ်ထေဦးလူမောင်ကထားရီကိုထားရပြီးတော့ထေဦးရှိရာစီကိုလှမ်းသွားလိုက်တယ်သို့ပေမဲ့ထေဦးကလူမောင်ကိုစိမ့်စိမ့်ကားကားကြည့်လို့လက်ထွက်သွားခဲ့ပါတော့တယ်ညနေနေဝီတရောအချိန်ထိုင်နေကြရိုးပြက်တောစီမှာလူမောင်ထိုင်နေခဲ့တယ်သူ့မျက်ဝန်းတွေကတစုံတစ်ခုအတွက်ကိုပြင်းထန်ပြတ်သားတဲ့ဆုံးဖြတ်ချက်ချထားတဲ့ဟန်ရှိနေပါလေရဲ့တဖြည်းဖြည်းနဲ့အမောင်တူးကတိုးဝင်ရောက်လာခဲ့တဲ့အချိန်မှာတော့ကောင်းလေးအနောက်ဘက်စီကခေါ်တန်းဒီတခါတော့လူမောင်စိတ်လို့ရှားမှုလည်းမရှိထိတ်လန့်မှုလည်းမဖြစ်ဘဲနဲ့သွေးအေးအေးနဲ့လှဲ့ကြည့်လိုက်ခမဘာတွေလုံးနေတာလဲလူမောင်ရဲ့အမေလူဖြူကြီးကပြန်ဖြေတာပေါ့မင်းဘာကိုမေးတာလဲအလူအိမ်ကဟင်းကိုပြောက်တဲ့ကိစ္စနဲ့ဟိုမိန်းကလေးကိစ္စလေးလူမောင်ရဲ့စကားကြောင့်လူဖြူကြီးကတဟီးဟီးနဲ့ရဲလိုက်ပြီးတော့ဟောဒါလားညတော့ကငါဘိုက်စာသွားလို့အဲ့ဒါဝါသားဟင်းအနန်းကလည်းတိတ်မွေးနေတော့ဒူစားလိုက်မိတာဟိုကောင်မလေးရဲ့ကိစ္စကတော့ငါအိမ်ဖြစ်တဲ့မင်းအတွက်တာယာမှုရှိမယ်ထင်လို့ငါစင်စင်ပြီးလုံးလိုက်တာဘာလူမောင်အော်ပေမဲ့လူဖြူကြီးကအရင်မပြတ်ခဲ့ပါဘူးဒါကြောင့်လူမောင်ဒေါသပိုလို့ထွက်သွားရပါတယ်အခုခမရဲ့လုပ်ရက်တွေကြောင့်ကျုပ်သစ္စာမရှိတဲ့ကောင်လုံးလုံးရှားရှားဖြစ်နေပြီဗျခမရဲ့လုပ်ရက်တွေကြောင့်ကျုပ်အခုရွာထဲကိုပြန်ဝင်ဖို့တောင်စိတ်ကမရဲတော့ဘူးကျုပ်တက်လုံးစောင်းစည်းခဲ့တဲ့တိစ္ဆာတွေဟာအဲ့အားတွေကအခုအလကားဖြစ်ကုန်ပြီဗျကျုပ်တငယ်ချင်းနဲ့စုံလိုက်တာကျုပ်ရင်ထဲကမီးတွေတောက်လောင်နေရပြီဗျလူမောင်ဒေါသတကြီးအော်ဟစ်လိုက်ရင်ခံစားချက်ပြင်းထန်မှုကြောင့်မျက်ရည်တွေပါဝဲတက်လာခဲ့တယ်ဒီတစ်ချိန်တော့တဖြည်းဖြည်းဖြစ်နေတဲ့လူဖြူကြီးရဲ့မျက်နှာကတီသွားခဲ့ပြီးတော့ကောင်းလေလူမောင်ပြန်မထူးလူဖြူကြီးကလူမောင်မျက်နှာစီကိုတိုးလိုက်ကဆက်လက်ပြီးတော့ပြောလာခဲ့မင်းအဲ့ဒီကောင်နဲ့မျက်နှာချင်းဆိုင်လာတိုင်းမင်းအတွက်မီးတောင်လောင်နေရတယ်ဆိုရင်အဲ့ဒီလိုမဖြစ်အောင်ငါတတ်ပေးမယ်လူမောင်ထိတ်ပြသွားရတယ်ခမအဲ့ဒီလိုလုံးလို့မရအောင်နော်ခမထေးဦးကိုဘာမှလုံးလို့မရဘူးအဲ့ဒီလိုလုံးရင်ခမကိုကြုတ်တက်မှာနော်ခါးစီကဓာတ်ကိုထုတ်ပြီးပြောလာတဲ့လူမောင်ရဲ့အပြောကြောင့်လူဖြူကြီးကဟားတိုက်ကရဲလိုက်ပြီးတော့ငါကနန်လောကသားလေမင်းကငါ့ကိုဘလို့လုပ်တတ်မှာလဲခမဘာပဲဖြစ်ဖြစ်ကြုတ်ရအောင်တတ်မယ်အင်းတဲခက်တဲ့ကောင်ပဲကွာဒီကောင်အေးလေမင်းမယုံရင်လည်းစမ်းကြည့်ပေါ့ဒီလောက်တော့ဖြစ်လာတာကဲကွာလူဖြူကြီးကိုဓာတ်နဲ့ထိုးချလိုက်ပေမဲ့ဓာတ်ချက်ကလေထဲကိုသာခွင်းသွားလေတယ်လူမောင်အံအားတင့်သွားရလေပြီးတော့ကဲဘလို့လဲကွာလူဖြူကြီးကအောင်နိုင်သူတို့အထက်စီးကနေမေးလာလူမောင်ကအံကိုတင်းတင်းကြိတ်လိုက်ပြီးတော့ခမ ्या ကိုတခုခုလုံးလို့မရဘူးဆိုတာကိုတော့ကြုံမယုံဘူးငါ့ကိုမင်းဘာမှလုံးလို့မရပါဘူးကွာလူမောင်ငြိမ်ပြီးတစ်ချက်တွေးလိုက်တယ်ပြီးတော့သူ့လွယ်အိတ်ထဲမှာတစုံတစ်ခုကိုမတိမတာစမ်းလိုက်ပြီးတော့ကျုပ်မေးစရာရှိတယ်မေးလေငါဖြေမယ်ကွာခမ ्या ကနေရောညမှာကျုပ်ခန္ဓာကိုယ်ထဲမှာဝင်နေတာလားမဟုတ်ဘူးမင်းခန္ဓာကိုယ်ထဲမှာငါညဘက်ပဲငါနေတယ်နေ့ဘက်ဆိုကျုံရမှာငါအိတ်နေတယ်ညဘက်ဆိုမှမင်းစီလာပြီးငါအစာရှာတယ်လုံးချင်တာလုံးတယ်ကွာမင်းလိုအိမ်လေးကိုရထားတာငါပြောတယ်ဒါဆိုနေ့လေကခမ ्या အိတ်နေခဲ့တာပေါ့အမှန်ပဲခုနကငါနိုးပြီးမင်းစီကိုလာတာကောင်းပြီလေဒါဖြင့်အခုကစားပြီးခမ ्या ကျုပ်ခန္ဓာကိုယ်ထဲကိုဝင်လို့မရတော့ဘူးဘာလို့လဲကွာငါ့ကိုမင်းကတားနိုင်လို့လား
တားနိုင်တယ်လူမောင်ကပြောဆိုလွယ်ထဲကိုနှိုက်ထားတဲ့လက်ထဲက PH ကျိုးကိုထုတ်ပြီးတော့ခန္ဓာကိုယ်စီမှာရင့်အောင်လိုက်ဒါကလေးနဲ့မင်းကငါ့ကိုတားနိုင်မယ်ထင်နေတာပေါ့ခင်ဗျားစမ်းကြည့်လေလူကြီးကလူမောင်စီကိုတိုးဝင်လိုက်ဘုံကနေပြန်လွင့်ပြီးတော့လွှဲထွက်သွားခဲ့လေရဲ့မင်းငါ့ကိုလှုပ်တယ်ဟုတ်လားကဲအခုခင်ဗျားနဲ့ကြုတ်ဇလန်းပြတ်ပြီးလူပုံကထန်ရာကထပြီးပြောရွှင်နဲ့ပြောလိုက်လူဖြူကြီးကအမျက်ချောင်းထွက်ကအန်ကိုကြိတ်လိုက်ပြီးတော့ကောင်းလေးမင်းငါ့ကိုလက်မခံရင်မင်းတို့တရွာလုံးကိုပြောင်းဆန်အောင်ငါဒီညတောင်းချမ်းပြမယ်မင်းတငယ်ချင်းကိုလည်းငါလှုပ်ပြမယ်မင်းကြည့်နေလိုက်လူမောင်ပြုံးလိုက်ပါတယ်ရိုးရှင်းစွာနဲ့တွေးလေးမအယုတ်ထင်လို့ဖြစ်နေတဲ့သူကဘာမှလုံးနိုင်မှာလဲခင်ဗျားလုံးနိုင်လုံးပေါ့အေးငါလုံးပြမယ်ကွာလုံးချင်တာလုံးကဲကျုပ်တော့ပြန်ပြီဗျာလူမောင်ခက်ပြက်ပြောကထွက်လာခဲ့လိုက်ဦးဘာတို့ရဲ့အိမ်ရဲ့ခေါင်မိုးပေါ်ကသစုံတစ်ခုကခုံချလိုက်သလိုအတန်နဲ့အတူအိမ်ကြီးကလည်းတိတ်ငင်နေဖြစ်သွားရတယ်အလူပြီးကစားမလို့သေးလေတော့မနာရသေးဘူးဒီတန်ကြီးကြောင့်ဦးဘာတို့တိန်လုံးပြာခတ်သွားကြကအပြင်ကိုထွက်ကြည့်ကြအိမ်ခေါင်မိုးပေါ်မှာဘာမှမရှိနေဘူးနဘေးအိမ်ကအတန်ဦးဘာတို့လှဲ့ကြည့်ပေမဲ့လည်းဘာမှရှိမနေပြန်ဘူးပေါ့အတန်ကအဲ့ဒီကနေဆက်ပြီးအခြားအိမ်တွေစီကိုဆင့်သွားခဲ့တရွာလုံးပြောင်းဆန်ကုန်ကြပြီအိမ်နဲ့အပြင်ကိုထွက်ကြည့်ကြပေမဲ့ဘာကိုမှမတွေ့ရဘူးထူးဆန်းနေပြီဒါအမောင်ပယောကတခုပဲဖြစ်မယ်တတိနားလေသူချို့ကပြောကြတယ်မကြပါဘူးဗျာရွာရဲ့တောင်ပိုင်းစီမှာအော်တန်ဟစ်တန်တွေကြဲလောင်ထွက်ပေါ်လာတယ်ရွာတောင်ပိုင်းကဒေါ်တို့ကိုတရေစီးလို့တဲ့လူအုပ်ကြီးကဒေါ်တို့အိမ်ဘက်စီကိုပြေးသွားကြတယ်ဒါပေမဲ့လူအုပ်ကြီးတောင်ဒေါ်တို့အိမ်စီမရောက်သေးဘူးရွာရဲ့အနောက်ဘက်ပိုင်းစီကအော်တန်တွေထွက်ပေါ်လာပြန်သေးတယ်ဝင်းမောင်ကိုတရေစီးလို့တဲ့တရေကဒေါ်တို့စီကနေထွက်ပြီးဝင်းမောင်စီကိုသွားစီတာလူအုပ်ကြီးကလည်းရွာနောက်ဘက်ကိုလိုက်ကြည့်သူတို့ရွာနောက်ဘက်ကိုတော့မရောက်သေးဘူးရွာရဲ့မြောက်ဘက်စီကအော်တန်တွေနဲ့အတူတရေစီးပြန်ပြီးဆိုတာကိုကြားနေရပြန်လေရောမြောက်ဘက်ထိပ်ပြီးတော့ရှေ့ဘက်ပြီးတော့ရွာလေပိုင်းနောက်တောင်ဘက်ပိုင်းတရေစီးခံရတာတညာလုံးကိုလုံးလေချလဲလိုက်နေတော့တာပါပဲရွာသူရွာသားတွေတယောက်မှကိုညှမိနိုင်ကြဘူးဖြစ်ကုန်ကြတယ်ဒီလိုနဲ့မနေ့လင်းပိုင်းမှာတော့တရေကတစုံတယောက်ကိုဝင်စီးပြီးလုံးဝပြန်မထွက်တော့ပါဘူးတရေစီးခံရသူကတော့တင်းကုတ်စီမှာအရင်မူးပြီးအိတ်နေတဲ့ထေးဦးရဲ့ပေါ့လူမောင်အိမ်ရှိစီကခေါ်တဲ့ကြောင့်လူမောင်ကြီးလိုက်မိလိုက်ထေးဦးရဲ့အကိုထေးအောင်ဖြစ်နေအကိုလာလေဘာကိစ္စရှိလို့လဲထေးအောင်ကမျက်နှာမตาမယာနဲ့လူမောင်အရှိစီကိုရောက်လာခဲ့မင်းတငယ်ချင်းလူမောင်တရေစီးခံရတယ်ကွအခုအဲ့ဒီတရေကမင်းကိုတွေ့ကျင်နေတဲ့ဗျာလူမောင်ချက်ချင်းပဲထိတ်ပြဖြစ်သွားပြီးထေးဦးစီကိုပြေးခဲ့လိုက်လူမောင်ရောက်တော့ထေးဦးတို့အိမ်မှာလူအုပ်ကြီးကဝိုင်းနေတယ်လေလူမောင်ရောက်လာပြီးလမ်းဖယ်ပေးကြအောင်ဟာလူအများဖယ်ပေးရစီကလူမောင်အိမ်မော်စီကိုတက်လာခဲ့အိမ်မော်ကိုခြေချလိုက်တာနဲ့ခြေတော်ကြီးစင်းခေါင်းကိုငုံခါလက်သီးကိုကြစ်ပေါအောင်စုပ်ပြီးဆဲဆိုကျိမ်းမောင်းနေတဲ့ထေးဦးကမော့ကြည့်လာတယ်မင်းကိုငါမကြည့်နဲ့ဘူးဒါကြောင့်မင်းသိချစ်တဲ့မင်းတငယ်ချင်းကိုငါတပတ်အသွေးသွေးနဲ့တတ်ပြမယ်ဟာလူမောင်တွေမကလူအုပ်ကြီးစီကဟောကနေအာမေရိတန်တွေထွက်ပေါ်လာခဲ့လူမောင်ကထိတ်ပြနဲ့မဟုတ်ဘူးမလုံးနဲ့ခင်ဗျားကျုပ်စီမှာပဲနေချင်းနေဆိုကျုပ်ဓာတ်တွေကိုချွတ်ပေမယ်လူမောင်ကပြောဆူကိုပဲကြည်တောင်ထားတဲ့ PH ကျိုးတွေကိုပြုတ်ချလိုက်မရတော့ဘူးကောင်လေးမနေ့ကမင်းငေါကိုသွေးလို့ဆန်းသွားတယ်ဘာမှမလုံးနိုင်ဘူးအထင်နဲ့မင်းငေါကိုအထင်သေးပြီးစိမ့်ခေါ်တယ်ဒါကြောင့်ငါဆိုတဲ့ကောင်ကငါအောင်ကြောင့်ကောင်းသိအောင်ပြရမယ်ကွာမဟုတ်ဘူးခင်ဗျားအဲ့ဒီလိုလုံးလို့မရဘူးလူမောင်អော်လိုက်တယ်ရားလို့ပဲအခုမင်းမျက်မြင်ဖြစ်နေပြီလေငါဘာလို့ရတယ်ဆိုတော့ကိုမင်းမကြခင်ထက်မြင်ရအောင်ပါမရဘူးခမရအဲ့ဒီလိုလုံးလို့လုံးဝမရဘူးခမရကိုကြုတ်ရအောင်တားမယ်တားလေမင်းတို့အချိန်တစ်ပတ်ငါပေးထားတာပဲလူမောင်အန်ကိုတင်းကြိတ်လိုက်တယ်ပြီးတော့မျက်ရည်တွေရေတိုင်းနေတဲ့ကြားကရတယ်တပတ်ဆိုတဲ့ဂရီကိုခမရတာတီးပါသေးလူမောင်ထေဦးတို့အိမ်ပေါ်ကနေခြာကနေလှက်ထွက်သွားတယ်နောက်တော့အိမ်ကိုအပြေးတစ်ပိုင်းပြန်လာခဲ့ပြီးသူလွယ်နေကြလွယ်အိမ်နဲ့ဓားကိုယူလို့ထွက်လာခဲ့တော့တာပါပဲမြညိုခေါ်တဲ့ကြောင့်အင်းရှိကွက်ပစ်စီမှာစံရွေးနေတဲ့မြညိုလှမ်းကြည့်ပြီးတော့ခြံဝိုင်းတဲ့စီကိုဝင်လာတဲ့မုံဆိုးကြီးမို့ကောင်အခုံးစီမှာလဲအထုပ်ကြီးတစ်ထုပ်ကိုထမ်းလာသေးတယ်အကူမြညိုစကောကိုချပြီးမိုးကောင်စီကိုခတ်တုတ်လှမ်းရင်အထုပ်ကိုစီးကြိုယူဖို့ဟန်ပြင်လိုက်တယ်နေမြညိုအထုပ်ကလေးတယ်ဘယ်နှထားရမလဲငါဘာသာပို့လိုက်မယ်ကွက်ပစ်ပေါ်ပဲတင်ထားလိုက်အကူမိုးကောင်အထုပ်ကိုကွက်ပစ်ပေါ်စီကိုတင်လိုက်ချိန်မြညိုကအိမ်ထဲစီကိုပြေးဝင်သွားတယ်
ပြန်ထွက်လာတော့လက်ထဲမှာတောက်ရီအပြည့်ပါလာတဲ့ရေမုတ်ကိုကင်လို့အကိုမောလာတော့မှာပဲရေတောက်ချီအောင်မိုးကောင်လည်းများညိုကမ်းပြီးတဲ့ရေမုတ်ကိုယူလို့တောက်လိုက်တယ်အေးစိမ့်တဲ့အရသာကရင်ထဲကိုစီးဝင်သွားတော့မောလာခဲသမျှတို့ကပြက်ပြောက်ငှက်ပြောက်ကိုပျောက်သွားတော့တာပဲဘာတွေလဲအကိုအသားကြောက်တွေဟုတ်လားရောင်းဖို့လားအကိုမြညိုကအထုပ်ကိုဟိုဟိုဒီဒီဖောက်ကြည့်ရင်မေးတယ်မြညိုအတွက်လေငါတလောကပြောင်းတစ်ကောင်ရထားတာအဲ့ဒါမလာအားသေးတာနဲ့အသားကြောက်လှုပ်ထားတာတွေအခုမှအားလို့လာဖို့တာဒါတွေအကုန်လုံးကမြညိုအတွက်ဟုတ်လားမြညိုကမျက်လုံးလေးအဝိုင်းသားနဲ့မယုံကြည်နိုင်တဲ့အသွင်နဲ့မေးတယ်အေးမိုးကောင်ကပြန်ဖြေရတခွန်းနဲ့မြညိုကအလွန်အားနာတဲ့အသွင်ဖြစ်သွားတယ်အကိုရဲ့အားနာစီရကောင်းလိုက်တာရတယ်အားနာဖို့မလို့အစကတည်းကလာဖို့မယ်ဆိုပြီးငါယူရထားခဲ့တာမိုးကောင်ကခက်ပြက်ပြက်ကြီးပြောတော့အကြောင်းသိနေတဲ့မြညိုပြောနေလဲအပိုစကားပဲဖြစ်မှာကိုသိလိုက်တယ်ဒါကြောင့်ဆက်မပြောတော့ကဲမြညိုငါပြန်တော့မယ်နေအားရင်တော့ငါစီလာခဲ့အောင်ဟုတ်အကိုမိုးကောင်ကပြောပြီးတာနဲ့မြညိုကိုတစ်ချက်တောင်လှဲ့တောင်မကြည့်ဘဲနဲ့ထွက်သွားလေတော့တယ်ကြံရည်သူမြညိုကတော့အေးဒီအေးဆက်အသွင်နဲ့ရှေးရသူတဲ့ကြောပြင်းကြီးကိုကြည့်လို့နှကန်းကိုစူလိုက်မိဘလို့လူကြီးမှန်းမသိဘူးဒါကချစ်တဲ့သူကိုလာတွေးတဲ့ပုံစံလားကြည့်ပါအောင်လားဒီကမျက်နှာလေးကိုအခုများတော့တစ်ချက်ကလေးတောင်လှဲ့ကြည့်မသွားဘူးမြညိုရဲ့မကြင်မချမ်းတီတိုရွတ်ဆိုတန်ပေါ့မိုးကောင်ကတော့အဝေးစီရောက်နေပြီမို့မကြားနိုင်တော့ပါဘူးတဖန်တော့ရွာကနေတတံမီရွာကိုမိုးကောင်အပြန်လန်းစီလှမ်းဆက်လာခဲ့တယ်ခရီးလမ်းမှာတောတန်းထူထူတစ်ခုကိုဖျက်တမ်းရသေးတယ်လေမိုးဆိုးကြီးမိုးကောင်တောတန်းစီကိုရောက်ချိန်စိတ်ကဘာဖြစ်ရမှန်းမသိဘူးဖြစ်ငနဲ့ဖြစ်သွားရမသိစိတ်နဲ့အာယုံစီမှာတောတန်းတဲစီမှာတခုခုရှိနေတယ်လို့ခံစားမိနေတာရဲ့အမလေးကြားဟာရုတ်တရက်ထွက်ပေါ်လာတဲ့ကြားရင်တန်တဲ့အတူလူတယောက်ရဲ့စူးစူးဝါးဝါအော်တန်းမိုးဆိုးကြီးရဲ့ခြေလမ်းတွေကအတန်ကြားရာစီကိုလှစ်ခနဲ့လှမ်းခဲ့မိတစ်တော်ထူထူအုပ်နေရာတစ်ခုကိုရောက်ချိန်မှာတော့ဟာဝါညင်ချင်းအစင်းနဲ့ကြားကြီးတကောင်ကြားကြီးရဲ့ရှေ့မှာကမနေ့ချင်းဆိုင်ထိုင်လျက်သားလဲကျနေတဲ့လူငယ်တယောက်လူငယ်ကလဲကျနေပေမဲ့လက်ထဲမှာဓမ္မတူတစ်ချောင်းကိုကြစ်ကြစ်ပေါအောင်စုပ်ကင်ထားပြီးကြားကိုတုတ်ပြန်နိုင်လောက်တုတ်ပြန်မှုရည်ရွယ်ထားတဲ့ဟန်နဲ့မိုးကောင်တတိထားကြည့်ပြီးတော့ရုတ်တရက်ထိတ်လန့်သွားတဲ့ဟန်ကလွဲပြီးလူငယ်စီမှာကြောက်လက်စိတ်ရှိနေရမတူဒါကိုကြားကြီးစီမှာစူးစိုက်ကြည့်နေတဲ့မျက်ဝန်းတွေကတက်သေးခံနေတယ်ကြားကလူငယ်ရဲ့အကြည့်စူးစူးကြောင့်စီတိုးပေါ်မဝင်ရဲသလိုဖြစ်နေပြီးလဲပက်လို့အလင်းငိုက်ကိုချောင်းမြောင်းနေလေတယ်မိုးကောင်တစ်ချက်တွေးလိုက်တယ်သူ့လက်ထဲမှာကတနက်မပါသလိုလူလေးလည်းမပါဘူးလေဒီအတိုင်းလွတ်ထားရင်လည်းလူငယ်သေးမှာမို့မရဘူးလေကြားကလှဲပက်ချောင်းနေတဲ့ခြေလမ်းတွေကိုရက်လိုက်ပြီးတော့ဒါကလူငယ်စီကိုအတင်းကာရောဝင်လုံးတပ်ပုတ်တော့မယ်ဆိုတဲ့သတိပေးချက်ပဲမိုးကောင်တွေးနေလို့မရတော့ဘူးလေလက်ဗလာနဲ့ကြားကိုဝင်အောင်တိုက်ခတ်ဖို့ပဲရှိတော့ကြားကရှေ့ချွေတွေကိုညှို့လိုက်ပြီးလူငယ်ကိုခေါ်အုပ်လိုက်လေပြီမိုးကောင်ကလည်းနေရာကနေလှစ်ခနဲ့သွားလိုက်တယ်အဲ့လိုပဲလူငယ်ကလည်းလဲကြနေရာကနဘေးစီကိုလှည့်ထွက်လို့ဓမ္မတုံနဲ့လက်ပြန်ပတ်ခုတ်လိုက်မိုးကောင်ကကြားကြီးလူငယ်စီကိုမရောက်ခင်လုံးထွေးလိုက်နိုင်တယ်လူငယ်ရဲ့ဓားချက်ကတော့လေထဲစီမှာပဲဝဲသွားရတာပေါ့အားတသက်နဲ့လူငယ်ကြည့်ပြီးတော့ကြားကြီးနဲ့သူတပြန်ကိုတပြန်လုံးထွေးတပ်ပုတ်နေတဲ့လူကြီးတယောက်ခဏအတွင်းလူကြီးကကြားကြီးကိုမပြီးအဝေးစီကိုကင်ပေါက်လွှတ်ပစ်တာကိုမြင်လိုက်ရကြားကြီးကမြေစီကိုခြေပေးလက်ပစ်ပြုတ်ကြပေမဲ့ချက်ချင်းပဲပြန်ထလာပြီးလူကြီးကိုပြန်ဝင်တိုက်ခိုက်ဖို့ဟန်ပြင်လိုက်တယ်ဒါပေမဲ့လူကြီးကရုတ်တရက်မြေစီကိုမိုးဆိုးဒူးထောက်ထိုင်ပြီးညာလဝါးကြီးနဲ့မြေပြင်ကိုတပုံးပုံရိုက်လိုက်ချိန်မှာတော့ကြားကြီးစီကနာနာချင်းချင်းអော်ပြီးတော့ရုတ်တရက်မြေစီကိုဘုံကနေပစ်လဲကျသွားတယ်ဒါပေမဲ့ချက်ချင်းကိုပဲပြန်လူးလဲထလို့ကြောင်းလက်ကြားဟန်နဲ့နဘေးတောတဲ့စီကိုဝင်ပြေးသွားလေတော့တာပါပဲဒီမြင်ကွင်းကြောင့်လူငယ်အတော်ကိုပဲအော်သွားရတယ်သူတသက်နဲ့တကူဒီလိုမြင်ကွင်းမျိုးကိုမြင်ငယ်ဘူးချင်းမရှိခဲ့ဘူးလေလူငယ်အော်လို့တော့မဆုံးသေးဘူးလူကြီးကသူ့စီကိုခြေလန့်လှမ်းခဲ့ပြီးအရှိစီမှာရက်လို့ထားဖို့အတွက်လက်ကမ်းလာတယ်လူငယ်ကကမ်းလာတဲ့လက်ကိုဆွဲပြီးထားလိုက်ကောင်းလေးမင်းကဘလို့ဖြစ်တာလဲမိုးကောင်ကမေးမြန်းလိုက်ပေမဲ့ကောင်လေးစီကတုတ်ပြန်တန်းကချက်ချင်းရှိမလာဘူးမျက်လုံးဝိုင်းသားနဲ့ကြည့်နေခဲ့တယ်ကောင်းလေးဗျာမင်းကိုငါမေးနေတယ်လေမိုးကောင်ကထပ်ပြောပါမှလူငယ်ကသတိဝင်လာရပြီးတော့ကျုပ်လေလူငယ်ကဖြေရခက်နေတဲ့ဟန်မို့မိုးကောင်ကကြားဖြတ်ပြီးမေးလိုက်မင်းကိုကြည့်ရတာတခုခုဖြစ်နေသလိုပဲမိုင်းညို့နေတယ်ဘာတွေဖြစ်နေတာလဲငါ့ကိုပြောပြလို့ရမလားမိုးကောင်ရဲ့စကားအဆုံးလူငယ်ကထပြောလိုက်ခင်ဗျားကလူရောဟုတ်ရဲ့လားဗျဟေးကောင်းလေးငါကလူပါဟငါနာမည်ကမိုးကောင်တဝဲသားမိုးဆိုးမိုးကောင်ကွမိုးကောင်အေးမင်းနာမည်ကရောကျုပ်နာမည်ကလူမောင်ပါဦးလေးမိုးကောင်
မိုးကောင်ခေါင်းကိုအသာညှိလို့အတိမဲ့ပြုတ်လိုက်ငါ့ကိုတော့ဦးလေးလိုမခေါ်နဲ့မိုးဆိုးကြီးလိုခေါ်ရတယ်ဒါနဲ့မင်းကဘဲကားလဲဒီတကြောမှာတော့ငါမမြင်ဘူးတလို့ပဲမိုးကောင်ကပြောတော့လူမောင်ဆိုတဲ့လူငယ်ကထပြောလိုက်ကျုပ်ကရိုးကုန်းရွာကပါရိုးကုန်းဆိုတာရိုးမနောက်ချမ်းကမလားအတော်ကိုဝေးတဲ့နေရာပဲဟုတ်တယ်မိုးဆိုးကြီးကျုပ်ဒီဘက်ကိုဆရာရှာဖို့အတွက်ရောက်လာခဲ့တာပါဆရာရှာဖို့ဆိုတာကဒီလိုပါမိုးဆိုးကြီးလူမောင်ကသူတို့ရွာမှာပြည့်ပြည့်နေတဲ့ကိစ္စကိုအစာအဆုံးအသေးချာပြောပြလိုက်တယ်နားထောင်ပြီးချိန်မှာတော့မိုးဆိုးကြီးကကောင်းလေမင်းစိတ်မပူနဲ့တော့ဒီကိစ္စကိုငါဖြေရှင်းပေးနိုင်တယ်ဟာတကယ်လားမိုးဆိုးကြီးအေးဟုတ်တယ်ကွလူမောင်တယောက်အလွန်ဝမ်းသာသွားတဲ့ဟန်နဲ့ဒါကြောင့်ကျုပ်ကူနာကမိုးဆိုးကြီးကကြားကြီးကိုကင်ပေါက်လိုက်တာကိုမြင်တာမှာအလွန်အံ့ဩသွားရတာအခုတော့လဲမထူးဆန်းတော့တလို့ပါပဲလူမောင်စကားရဲ့ရည်ရွယ်ရာကမိုးဆိုးကြီးဟာတာမန်မဟုတ်ဘူးလို့ဆိုလိုချင်တာပါဒါနဲ့ဒီနေ့ဆိုမင်းရွာကမင်းထွက်လာတာဘယ်နည်းရရှိပြီလဲတရဲနဲ့တမနက်ပါမိုးကောင်တွေးတော့သွားတယ်ရက်ချိန်တော့ရာသေးပေမဲ့ကြာလို့တော့မကောင်းတော့ဘူးကွဟုတ်ကဲ့ကဲကောင်းလေးအခုပဲငါတို့မင်းရွာစီကိုသွားကြတာပေါ့မိုးဆိုးကြီးရဲ့စကားအဆုံးလူမောင်တယောက်အလွန်မဲဝမ်းသာမဆုံးဖြစ်ရကပြန်လန်းစီကိုဦးတီလို့လှမ်းခဲ့လေတော့ဒါပါပဲမနာမနေခရီးဆက်ခဲ့ကြရင်တမနက်သားမှာရိုးမရဲ့တစ်ဖက်ကျောစီကရိုးကုန်းရွာကိုရောက်ရှိကြလေပြီရွာကိုရောက်ချင်းမိုးဆိုးကြီးကလူမောင်ကိုထေးဦးရှိရာအိမ်ကိုလိုက်ဖို့ဈေးတယ်ထေးဦးတို့ခြံထဲကိုဝင်လိုက်ပေမဲ့မိုးဆိုးကြီးရဲ့စိတ်ထဲမှာထူးခြားတဲ့အငွေ့အသက်တစ်စုံတရာမှရှိမနေခဲ့ဘူးပုံမှန်ဆိုအထဲစီမှာပရာလောကသားတစ်ကောင်ရှိနေတဲ့ဆိုသူ့အနေနဲ့ထူးခြားတဲ့အငွေ့အသက်တစ်မျိုးတော့ရရှိနေတဲ့စမြဲပါပဲအခုတော့ဘာအငွေ့အသက်မှရှိမနေဘူးလေအကြီးအကြီးဟေးဘသူလဲလူမောင်လှမ်းခေါ်လိုက်တာကိုအထဲစီကမိန်းမကြီးတယောက်ကအတန်ပေးမီးမြန်းလာခဲ့တယ်ကျုပ်လူမောင်မအကြီးကကျုပ်ဆရာပင့်လာပြီဗျအိမ်ထဲကမိန်းမကြီးတယောက်ထွက်လာတယ်ထေဦးကတားသွားတဲ့နေ့ကလေးကနေပြန်ကောင်းသွားပြီမောင်လူမောင်ရဲ့အစောလေးကလည်းရွာထဲကိုထွက်သွားတယ်ဟာအကြီးလူမောင်စကားတော်မဆုံးသေးဘူးမိန်းမကြီးကထပ်ပြောတယ်ထေဦးဘာမှမဖြစ်တော့ပါဘူးတားရဲ့အဲ့ဒီနေ့ကတားထွက်သွားပြီကလေးကတရေကြီးကထေဦးကိုသူဘာမှမလုပ်ပါဘူးမဲသားသုံးမိသားချက်ကြွေးပါဆိုလို့ကြွေးလိုက်တာကြောင့်ကိစ္စကပြီးသွားပြီလူမောင်ဘာဆက်ပြောမှမသိတော့ဘူးမိုးဆိုးကြီးမိုးကောင်ရဲ့မျက်နှာကိုလှည့်ကြည့်ပြီးတော့မိုးဆိုးကြီးကမျက်နှာအရိပ်ပြတော့လူမောင်အလိုက်သတိနဲ့ပဲဟုတ်ကဲ့ကြီးအဲ့ဒါဆိုရင်ကျုပ်တို့ပြန်ကြည့်အောင်မယ်အေးမိုးကောင်ကလူမောင်ပါလက်ထွက်လာကြခြံဝါကနေထွက်တော့ထေဦးရဲ့အကိုထေဦးဝင်းနဲ့စုံလေးတယ်ထေဦးဝင်းကလူမောင်ကိုစေးစေးကြည့်လို့တတွေလှမ်းထွေလိုက်ပါတယ်အကိုထေဦးဝင်းကလူမောင်ကိုလှည့်ကြည့်လာတယ်ဘာလဲထေဦးဝင်းရဲ့လေးတန်းကမာဆက်ဆက်ရန်လိုမူကိုလည်းပြနေတာနဲ့လက်သီးကိုလည်းစုပ်လိုက်တယ်အကိုထေဦးဝင်းရွာနဲ့ငါးညီကိုဒုက္ခပေးတဲ့ကောင်မင်းငါဝိုင်းတဲ့ကိုဘာလာလောက်တာလဲလူမောင်အတွက်မျော်လင့်မထားတဲ့စကားအကိုဟဲ့ကောင်တွားကွာမဟုတ်ရင်ငါမင်းကိုတမ်းမိလိမ့်မယ်ထေဝင်းကမောင်းထုတ်တော့လူမောင်ကကြောင်အံ့ဖြစ်သွားရတယ်ကဲကောင်းလေးတွားကြဆိုလားအချင်းလေးကိုမိုးဆိုးကြီးမိုးကောင်ကစွဲရင်းနဲ့ဝင်ထင်းရလမ်းကြတော့ရွာသားအချို့နဲ့စုံပေမဲ့သူတို့ကလူမောင်နဲ့မိုးဆိုးကြီးကိုကွက်ကြည့်နေပေါ့အချင်းတွေကိုအကဲခတ်မိတဲ့မိုးဆိုးကြီးကငါထင်တော့တရွာလုံးကမင်းကိုပရာလောကသားရဲ့ကိစ္စနဲ့မုန်းနေပုံရတယ်ဒါကြောင့်ငါတို့ရွာထဲကနေပြန်ထွက်ရအောင်မဟုတ်ရင်မလို့အပ်တာတွေဖြစ်လာလိမ့်မယ်မိုးဆိုးကြီးရဲ့စကားကြောင့်လူမောင်တယောက်ကြေကွက်ခံစားနေရရင်ကနေပြီးတော့မိုးဆိုးကြီးအခုနေပြဿနာကိုမဖြေရှင်းမဲရှောင်သွားရင်အလုံးပိုဆိုးကုန်မှာပေါ့ကျုပ်တို့မသွားသင့်ဘူးထင်တယ်နော်မဟုတ်ဘူးလူမောင်မင်းငါပြောတာကိုနားထောင်စမ်းပါအခုအချိန်နေရမင်းရောက်နေတာကိုရွာကလူတွေသိမသိကြသေးဘူးမကြခင်မှာသိသွားနိုင်တယ်အဲ့ဒီခါကျရင်ဘာတွေဖြစ်မယ်မပြောတတ်ဘူးတကယ်လို့မလိုလားအပ်တာတွေဖြစ်လာရင်ပြဿနာရဲ့လိုရင်းကိုရှင်းဖို့ကခတ်သွားလိမ့်မယ်ဒါကြောင့်ရှောင်နေပြီးညကြမှာတစ်စိတ်ပြန်ဝင်ကြမယ်လူမောင်ငြိမ်သွားခဲ့ကောင်းပါပြီမိုးဆိုးကြီးအဲ့ဒီလိုကပိုအဆင်ပြေမယ်ဆိုရင်လဲမိုးဆိုးကြီးရဲ့စကားကိုကြုံနားထောင်ပါမယ်နှစ်ယောက်သားအနောက်ကျောင်းပြန်လှည့်ပြီးရွာပြင်ကိုထွက်ခဲ့ကြတယ်ကျောင်းပြက်ကြီးဘက်ကိုခဏသွားနေကြမယ်လူမောင်ကဥဆောင်ပြီးခေါ်ဆောင်လာခဲ့ကျောင်းပြက်ကြီးဆိုတာကရိုးကုန်းရွာရဲ့အပြင်ဘက်စီကလွန်ခဲ့တဲ့အနှစ်20လောက်စီကမီးလောင်ခံခဲ့ရတဲ့ဘုံကြီးကျောင်းပြက်ကြီးရဲ့ပါအဲ့ဒီတုန်းကမီးထဲမှာကျောင်းတိုင်ဖြစ်တဲ့ဘုံကြီးကလာဆိုတဲ့ကိုတော်လဲပါသွားခဲ့ဘူးတဲ့မိုးဆိုးကြီးတို့တီးရွက်ကြွေတွေကြားကနေကျောင်းရဲ့မိုးဝစီကိုရောက်လာခဲ့ချင်းတော့ကိုက်မယ်ထင်တယ်လူမောင်ကအရှိကနေခတ်တုတ်ရွတ်ဆိုပြီးကျောင်းပြက်ထဲကိုလှမ်းဝင်လိုက်သူရဲ့6တို့ကြောင့်သူတို့ခြေတံတွေကတပြောပြောနေပေါ့ရုတ်တရက်မိုးဆိုးကြီးရဲ့မျက်လုံးထဲမှာဒီဆွေးဆွေးအရေးတစ်ခုကတိုးဝင်လာတယ်
သေစာကြည့်လိုက်တော့အောက်ပိုင်းသင်းမှန်ဝစ်ပြီးအပေါ်ပိုင်းဗလာကျင်းထားတဲ့အသွင်စိုးစိုးနဲ့ဖုံးကြီးတစ်ပါလူမောင်ဗျာမို့ဆိုကြီးဒီเจ้าပြတ်မှာဖုံးကြီးတစ်စေတွေဘာတွေရှိတယ်လို့များကြားမိဘူးလားဟုတ်မို့ဆိုကြီးရှိတယ်ဆိုပြီးပြောနေကြတာကိုတော့ကြားမိတယ်ဒါပေမဲ့ကျုပ်တော်တစ်ခါမှမကြုံဘူးသေးဘူးဗျဒါဖြင့်မင်းအခုကြုံနေရပြီမို့ဆိုကြီးကလူမောင်ရဲ့မျက်နှာကိုသူ့လက်ဖွားနဲ့အသာပုတ်တက်လိုက်ဟာသူနဲ့မျက်နှာရှိဆိုင်စီမှာရက်နေတဲ့ဖုံးကြီးတစ်စေကိုမြင်ပြီးလူမောင်ထိတ်လန့်သွားခဲ့ရတယ်ဒါကြီးကမင်းတို့ငါကြောင်းတဲ့ကိုဘာလာလုံးကြတာလဲငါတို့ကရွာတဲ့ကိုကိစ္စတစ်ခုနဲ့လာတာအခုကဒီကကောင်းလေးနဲ့ရက်ရွာပြဿနာနည်းနည်းရှိနေလို့ဒီကိုခဏတဲခိုနေဖို့လာခဲ့ကြတာပါငိုးကပြောလိုက်ဒီတော့ဖုံးကြီးတစ်စေကပြန်ပြောလိုက်မင်းကိုကြည့်ရတာတာမန်မဟုတ်ဘူးကြီးမားတဲ့အဆောင်အရှောက်ရှိတဲ့သူပဲအင်းငါထဲမှာမဟုတ်ဆိုရင်တော့ရွာကိုမင်းရောက်လာရတာကဟိုဖြူတူတူတစ်စေကောင်ကြောင့်ဖြစ်မယ်မိုးကောင်ခေါင်းကိုညှိလိုက်ဖုံးကြီးတစ်စေကငါသိလို့တော့ဒီကောင်ကတစ်ခွပင်မှာကပ်ပါပြီးနေတဲ့အကောင်အသက်ကတော့တော်တော်ကြီးနေပြီငါတော့သူ့ထက်တက်တန်းငယ်နေလို့မဟုတ်ရင်မျက်စိနှောက်လို့အတော်ကိုဆုံးမကျင်းနေမိတာအားကျင်မတန်လို့ငါမန်လျှော့ထားရတယ်ဖုန်းကြီးတစ်စီရဲ့စကားကြောင့်မိုးကောင်ကပြန်ပြောတယ်ရပါတယ်ဖုန်းတော်ကြီးငါအတွက်ကတော့သူနဲ့ပတ်သက်ပြီးဒီလောက်သိရရင်ရပါပြီအေးလေမင်းတို့ကကောင်းသောလာကြီးနဲ့လာတဲ့သူတွေဖြစ်တဲ့အတွက်ငါเจ้าမှာတဲခိုလို့ရပါတယ်ဖုန်းကြီးတစ်စီကကြီးကြီးဖြူဖြူလက်ခံလိုက်ဒီလိုနဲ့မိုးကောင်တို့လဲကျောင်းပြက်ကြီးစီမှာတခဏကောင်းကောင်းမွန်မွန်တဲခွင်ဖုန်းကြီးတစ်စီနဲ့လဲစကားဆက်ပြီးပြောဆိုနေဖြစ်ကြတော့တယ်လူမောင်ကတော့သူ့ဘဝမှာအခုလိုဖုန်းကြီးတစ်စီနဲ့အတူစကားထိုင်ပြောနေရတာကိုအတော်ကိုအံ့အားသိနေမိတော့တာပါပဲညနဲ့လာချင်းရောက်တော့ဘုံတိုင်းတထောင်းထောင်းတဖြောင်းဖြောင်းနဲ့ရော်ဘက်စီကစူညံတန်တွေဇက်တိုက်ထွက်ပေါ်လာခဲ့မို့ဆိုကြီးအင်းငါကြားတယ်ကွလူမောင်ရဲ့အပြောဖုန်းကြီးကစကားထောက်ဖုန်းကြီးတစ်စီကလဲဟိုကောင်တော့တောင်းချမ်းနေပြီမင်းတို့သွားကြတော့မလားသွားမယ်ဆိုငါပါလိုက်မယ်ကွအင်းသွားကြမယ်လေသုံးသားရွာဘက်ကိုထွက်လာကြတယ်တိတ်မွေးတာမို့ခဏအတွင်းမဲ့ရောက်လာခဲ့ကြပြီးတော့ရွာထဲမှာတော့လူသူတွေကအိုးတောင်းနေနဲ့အိုးတွေခတ်တွေခောက်ပြီးအိမ်တွေပေါ်စီမှာတစ်ပင်တွေအပေါ်စီမှာခုံလွှားပြီးပြေးလွှားနေတဲ့မကောင်းဆိုးဝါကောင်ကိုလိုက်လံနှင်ထုတ်နေကြတယ်မကောင်းဆိုးဝါကောင်ကလည်းရွာကိုလှည့်ပတ်ပြီးပြေးနေတာဆိုတော့လူတွေကလည်းတရွာလုံးကိုအုပ်လိုက်ကြီးလိုက်ပြီးအိုးခတ်တွေကိုထုရိုက်နေကြတယ်ဘိုးကောင်တို့ရွာထဲကိုဝင်လာချင်းလူအိုကြီးနဲ့ဒဲတို့တိုးတော့လူမောင်ကိုမြင်တော့လူအိုကြီးကဒေါသတကြီးဖြစ်ကုန်ကြတယ်ဖေကောင်ပြဿနာကောင်းမင်းကရွာကိုပြန်လာရဲသေးတယ်ပေါ့ဟုတ်တယ်မင်းတို့ကောင်ကြောင့်ငါတို့ရွာအခုလိုဒုက္ခကြုံရတာသွားမင်းထွက်သွားစမ်းရွာသူရွာသားတွေကဒေါသတကြီးနဲ့လူမောင်ကိုအော်ထုတ်ကြသူတို့အမြင်မှာတော့လူမောင်နဲ့မိုးဆိုးကြီးမိုးကောင်ကိုပဲမြင်ရတာလေဖုန်းကြီးတစ်စိတ်ကိုတော့မမြင်ရဘူးမင်းတို့အားလုံးစိတ်လျှော့ကြပါအခုဖြစ်နေတဲ့ကိစ္စကိုငါဖြေရှင်းပေးမှာပဲမိုးကောင်ကကြောင်းဝင်ပြောလိုက်ဒီတစ်ခါမှလူအိုကြီးစီကနေတယောက်ကထပြောလိုက်မင်းကဘာကောင်မို့ဖြေရှင်းပေးမှာလဲလူပုံကြီးတော့မိုးဆိုးလိုဒူဆိုးလိုနဲ့ဝင်ရောက်ပြောတဲ့သူရဲ့စကားတော်မဆုံးသေးဘူးရုတ်တရက်ဖုန်းကြီးတစ်စိတ်ကသူ့လက်ထက်ကကြိမ်လုံးကြီးနဲ့ဝင်ရိုက်တာကိုအဲ့လူခံလိုက်ရဒါပေမဲ့ဒီအဖြစ်ကိုမြင်နိုင်သူကမိုးဆိုးကြီးနဲ့လူမောင်ပဲမြင်တာလေကျန်တဲ့သူတွေအားလုံးကတော့မြင်မှမမြင်နိုင်ပဲဒီတော့ကမိုးကောင်ရဲ့အစွမ်းကြောင့်အဲ့လူရိုက်ခံရတယ်ထင်ပြီးလမ်းပြန်ကုန်ကြတယ်မိုးကောင်ကဖုန်းကြီးတစ်စိတ်ကိုတားမလို့ဟန်ပြင်လိုက်တယ်အဲ့ဒီအခိုက်မှာပဲနဘေးအိမ်တစ်လုံးစီကအတန်အားလုံးနဲ့အတူမိုးကောင်တို့လည်းအတန်ကြားရစီကိုလှည့်ကြည့်မိလိုက်ကြတယ်မိုးကောင်မင်းနာကပိန်ပိန်ရှိရှိဖြူဖြူတူတူအကောင်ကြီးတကောင်အကောင်ကြီးကနောက်တရင်စီကိုခုံကုမလို့ကုန်းကွာလိုက်ကောင်းလေမင်းငါ့ကိုစောက်ရှောက်ပေးထားကွာလူမောင်ကိုမိုးကောင်ကပြောလိုက်ပြီးတော့ကိုဝါထွက်ဆန်းကွာမာတင်းတို့ပြောလိုက်ပြီးသူ့စီကကိုဝါကိုထုတ်လိုက်ရိတ်ခနဲ့သူ့နောက်စီကအရက်10ပေလောက်ရှိတဲ့မဲမဲအကောင်ကြီးတကောင်ကုန်းထလာလေရဲ့လူမောင်ကဒါကိုမြင်မိအန်အောလွန်အားကြီးပြီးပါဇက်ဟောင်းသားနဲ့ဖြစ်နေရတာပေါ့မိုးကောင်ရဲ့ကိုဝါကောင်ကြီးကခုံကူးမလို့လုံနေတဲ့ဖြူဖြူကောင်ကြီးစီကိုရိတ်ခနဲ့ပြေးခုံဝင်သွားတယ်ပြီးတော့လုံးထွေတက်ပုတ်လေတော့တာပါပဲငါလည်းဝင်ပြီဟဲ့လူပေါင်းနှစ်ပိမှာရက်နေတဲ့ဖုန်းကြီးတစ်စီကလည်းပြောဆိုအကောင်ကြီးနှစ်ကောင်တိုက်ခိုက်နေရစီကိုအပြေးလှမ်းဝင်သွားတယ်ပြေးလွှားနေရင်ဖုန်းကြီးတစ်စီကလည်းအရက်10ပေလောက်အထိတဖြည်းဖြည်းရှည်ထွက်ထွားချိုင်းလာတာကိုတွေးတော့တာပါပဲပြီးတော့တိုက်ပွဲစီကိုဝင်ပြီးဖြူဖြူကောင်ကြီးကိုဝင်ရောက်တိုက်ခိုက်လေတော့တာပေါ့တိုက်ပွဲကလာပြီးရဲ့ရောက်လူလာရောင်အောက်မှာလုံးလားထွေးလားနဲ့ရွာပြင်းစီကိုရောက်လာကြလူအုပ်ကြီးကလည်းလိုက်ပါလာလေတယ်ဒါပေမဲ့အကောင်အထည်တွေကိုတော့သူတို့မမြင်နိုင်ဘူးလေတိုက်ခိုက်ရင်တိုးတက်ခိုင်းမှုကြောင့်ရင်းထိုးရင်းနဲ့သွားတဲ့သစ်ပင်ချုံပင်တွေကိုတော့သူတို့မြင်နိုင်ကြတယ်ဒါပေမဲ့မြင်နိုင်တဲ့လူမောင်ကပြောပြပေးနေတယ်လေပြောပြပေးနေဆိုတာထက်မြင်ကွင်းကိုအံ့ဩပြီးအော်ဟေ့ရွတ်ဆိုနေတာပါ
ဒါကပဲအားလုံးကိုပြောပြသလိုဖြစ်နေတာပေါ့မိုးကောင်ကတော့ကိုကလွတ်ထားသူမို့တကားမပြောနိုင်ဘူးငောင်စစ်စစ်နဲ့လှုပ်ရှားမှုတွေကလည်းလေးလေးပင်ပင်ပေါ့လူမောင်ကမိုးကောင်ကိုဖေးကူရင်ခေါ်ပေးလာတယ်တိုက်ပွဲစီမှာတော့မိုးကောင်ရဲ့ကိုကမမဲအကောင်ကြီးကကျူကောင်ကြီးကိုအားနဲ့မိုင်းနဲ့ထိုးချိတ်တိုက်ခိုက်နေတယ်ကျူကောင်ကြီးကလည်းတုတ်ပြန်လို့ရနိုင်သလောက်ပြန်လဲတုတ်ပြန်နေတယ်ဘုံကြီးတစေကတော့နဘေးကနေလက်ထဲကကြိမ်လုံးကြီးနဲ့ဖြူဖြူကောင်ကြီးကိုဝင်ဝင်ရိုက်နေတော့တာပါပဲတိုက်ခိုက်နေကြတဲ့စီမှာဖြူဖြူကောင်ကြီးကအရေးနှိမ့်လာတယ်နောက်တော့ထွက်ပြေးမဲ့ကြံစီပုံပဲဒါပေမဲ့နှစ်ယောက်တစ်ယောက်ဆိုတော့ပြေးဖို့ရာကလွန်လန်းမရှိဘူးလေနောက်ဆုံးတော့ဒူးထောက်ကအရှုံးပေးလိုက်ရပါပြီမနက်ခင်းအလင်းသစ်စီမှာရိုးကုန်းရွာသားတို့ပျော်ရွှင်လန်းဆန်းနေကြတယ်လူမောင်တို့အိမ်စီမှာလဲလူသူတွေကတုံလင်စုဝေးလို့ရပေါ့အားလုံးရဲ့လက်စီမှာလဲလက်ဆောင်အဖြစ်အသီးနှံတွေအခြားအသုံးဆောင်ငယ်လေးတွေရှိနေကြတယ်ညတော့ကမိုးဆိုးကြီးမိုးကောင်ကြောင့်သူတို့ရွာကြုံတွေ့ရနေတဲ့ဒုက္ခကလွတ်ခဲ့ရတယ်လေဒါကြောင့်ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့လက်ဆောင်တွေနဲ့အတူကျေးဇူးတင်စကားပြောရင်ရောက်နေကြလေတော့တာပေါ့မိုးဆိုးကြီးသာမရောက်လာရင်ကျုပ်တို့ရွာတော့ဘယ်ထိမှမကောင်းဆိုးဝါးရဲ့ဒုက္ခကိုခံနေရအောင်မလဲမသိဘူးဗျဟုတ်ပါဗျာတကယ်ပါကျေးဇူးတရားသိကြည်လွန်းပါတယ်ရွာသားတွေကပြောနေကြတယ်အေးငါတော့ဓာတွေကိုမတည်တတ်ဘူးလေနောက်ပြီးတော့ငါမင်းတို့ကိုပြောချင်တာရှိတယ်ဟုတ်ကဲ့မိုးဆိုးကြီးပြောပါအားလုံးစီကတရင်တစုံတဲ့အတန်မိုးကောင်ကမင်းတို့အားလုံးကျေးဇူးတင်နေတာငါ့ကိုမဟုတ်ဘူးကွာရွာအတွက်တငယ်ချင်းအတွက်အသက်ကိုယ်တော်မငယ်ပဲကြားနဲ့ရေဆိုင်ရတဲ့အထိတရားရှာပေးခဲ့တဲ့လူမောက်ကိုမင်းတို့ကျေးဇူးတင်ကြရမှာလူတွေကျွတ်စီဖြစ်ကုန်ကြတယ်လူမောင်ကကြားနဲ့တကယ်တွေ့ခဲ့တာလားအမှန်တကယ်ပါပဲကဲလူမောင်မင်းကြုံခဲ့တာကိုပြောပြလိုက်ပါမိုးကောင်ကပြောတော့လူမောင်ကကျုပ်အဲ့ဒီနေ့ကရွာကနေထွက်လာရတာဘယ်ကိုသွားရမှန်းမသိဘူးဗျဒါနဲ့ခြေဦးတရားကိုသွားရင်နှစ်ရက်ညောင်းပါကြားနဲ့ပပင်းတိုးတော့ကြားကကျုပ်ကိုချောင်းနေတာဒါပေမဲ့ကျုပ်မသိခဲ့ဘူးဗျရုတ်တရက်စမ်းချောင်းမှာရေစင်းတောက်ချိန်တော်တိုးတန်ကိုကျုပ်ကြားမိတယ်ပြီးတော့ညှီဆူဆူပိုးအဲအနံ့ဘိုးတော်ဘူးမောင်ကပြောတယ်ဗျကြားတွေကအနံပြင်းအနံဆိုးရှိတယ်တဲ့ကျုပ်လန့်သွားလိုက်မတိမသားစောင်းကြည့်ပြီးတော့ကြားကကျုပ်ကိုခုံဖို့ချောင်းနေပြီခုံအုပ်ချိန်ကျုပ်ရှောင်းတိန်လိုက်နိုင်ပေမဲ့နောက်တစ်ခေါက်အတွက်ဘာလို့ရမှန်းမသိခဲ့ပါဘူးအော်ဒီကမိုးဆိုးကြီးမိုးကောင်ရောက်လာပြီကြားနဲ့လုံးထွေတော့တာပါပဲနောက်ဆုံးတော့အံအားသင့်စရာမြင်ကွင်းနဲ့မိုးဆိုးကြီးကကြားကိုနိုင်လိုက်တယ်ပြီးတော့ကျုပ်တို့ဒီကိုဆက်လာခဲ့ကြတော့တာပါပဲလူမောင်စကားကြောင့်အကုန်လုံးငြိမ်သက်ကုန်ကြတယ်ရွာအတွက်အသက်ပါပေးရတဲ့လူမောင်ကိုမင်းတို့ချီးကျူးဂုဏ်ပြုပေးတင်ကြတယ်ကွာလိုက်လဲတီးလိုက်တဲ့လက်ခုပ်တန်တွေကစီကနေပဲကျုပ်တော့အပြေးအဝကျေးဇူးမတင်ချင်ဘူးဘာကြောင့်လဲဆိုတော့ဒီကိစ္စတွေကလည်းသူ့စီကဖြစ်လာတာမှတ်လားတယောက်ကထပြောတော့မိုးကောင်ကထပြောတယ်ဒီအကြောင်းတွေကိုလည်းမင်းတို့မသိကြသေးလို့ပါတကယ်တော့ဒီမကောင်းဆိုးကသူ့ကိုကတ်နေတာကိုလူမောင်ကိုယ်တိုင်တော့မသိနိုင်ခဲ့ပါဘူးနောက်မှသာသူလည်းသိရှိရတာကဲလူမောင်ပြောပြကြည့်အောင်ကွာမိုးကောင်ရဲ့စကားဆုံးလူမောင်ကတစ်ခွခူးတုံးကအဖြစ်ပြက်နဲ့နောင်ရိုးချောင်းကလေးနားကအဖြစ်ပြက်နေဘက်ဆိုသူ့ရဲ့မူလားစိတ်ဖြစ်ပြီးညဘက်ဆိုလူဖြူကြီးကဝင်ရောက်ပူးကန်နေပုံပေကျိုးတွေပတ်ရမှာမကောင်းဆိုးကလူဖြူကြီးကဒေါသထွက်ပြီးရွာမှာစတင်တောင်းကျမ်းနေပုံစတာတွေကိုအသေးချာပြောပြလာတယ်လူမောင်စကားကိုအားလုံးနားထောင်ပြီးချိန်မှာတော့လူမောင်အဖေကနေပါဦးငါသားရမင်းကတစ်ခွခူးတယ်လေပြောသေးတယ်ဘယ်မှာလဲအဲ့ဒီတစ်ခွပန်းကလူမောင်ဖေကခတ်သွားရတယ်အဲ့ဒီခိုင်းမှာပဲတစ်ခွကကျုပ်အတွက်ကျုပ်ချစ်သူကိုပေးဖို့လူမောင်ကခူးပေးတာပါဘာတွေဘယ်ချိန်ကလေးကရောက်နေမှမသိတဲ့ထေးဦးမျက်နှာကပြုံးပြုံးရွှင်ရွှင်လန်းလန်းဆန်းဆန်းလူမောင်ရေရွပြီးတော့ထေးဦးကအနားကိုကက်လာပြီးပခုံးကိုစုပ်ကင်လို့ငါမားခဲ့ပါတယ်တငယ်ချင်းရင်မင်းကငါအတွက်စူးစမ်းပေးခဲ့ပြီးဖြစ်လာခဲ့ရတဲ့ပြဿနာကိုကြောက်ငါမသိပဲစူဆွဲပြီးရိုင်းပြခဲ့မိတယ်ဒါနဲ့တော့မင်းကငါ့ကိုကယ်တင်ဖို့ကြားရင်တောင်ရင်ဆိုင်ရဲတဲ့အထိစူးစမ်းပေးခဲ့ပြန်တယ်ငါမင်းကိုဝင်ချတောင်းပန်ပါလေကွာတငယ်ချင်းမင်းငါ့ကိုခွင့်လို့ပါကွာထေးဦးကအနူးညွတ်ဆိုလာတယ်လူမောင်ကတော့မျက်ရည်တွေရစ်ဝဲနေခဲ့ပါပြီငါမင်းကိုဘာပြစ်မှကိုမမြင်ခဲ့တာပါတငယ်ချင်းရာဘာမှမဖြစ်ပါဘူးငါတို့အခုလိုဆက်ရှိနေပြီဆိုတာကိုပဲငါဝမ်းသာမိရပါတယ်ထေးဦးလည်းကြေနဲ့ကြီးပြုံးလို့လူမောင်ကိုဖတ်ထားခဲ့တယ်တငယ်ချင်းနှစ်ယောက်ရဲ့မြင်ကွင်းကကြည်နူးစရာမြင်ရသူတိုင်းရင်ထဲကိုပီတိလှိုင်းခဲကြားရမိတယ်ခဏကြာတော့ထေးဦးကလူချင်းခွာလိုက်ပြီးတော့အော်ဒါနဲ့တငယ်ချင်းဟိုကောင်မလေးကိစ္စမင်းစစ်လိုက်ပါနော်ငါမင်းကိုကြည်ပြူပါတယ်ထားဤကိစ္စကိုသကဝက်အနေနဲ့နာမည်မသုံးမဲ့ပြောလာတဲ့ထေးဦးလူမောင်ကခေါင်းကိုညှိလို့ပြုံးလိုက်တယ်တကယ်ချင်းမင်းပြောတာကိုငါညင်းပြရစေတကယ်တော့ဒီကောင်မလေးကိစ္စကငါဆန္ဒမှာပါပဲလူဖြူကြီးကလုံးခဲ့တာကွာလူမောင်ညင်းမတော့မယ်ဆိုတာကိုထေးဦးကသိတော့ရှေ့ကနေကြိုတင်လို့ဒါမှမဟုတ်တကယ်ချင်းကလေးမကိုငဲ့ရအောင်မယ်လေကွာသူ
သူခမမင်းကိုတိတ်မျောလင့်ထားတာလူမောင်ခေါင်းကိုခါရမ်းလိုက်ပါတယ်ငါတို့တာမန်အခြေအနေလေးပဲရှိနေခဲ့ကြတာနေမှာပါပြီးတော့တငယ်ချင်းငါတာနာဘောင်ကိုရာသက်ပံဝင်တော့မှာကွာဟာဟုတ်လားကွာထေးဦးတင်မကလူမောင်မိဘတွေရောရှိသမျှအားလုံးအားသိမ့်ကုန်ကြလူမောင်ဟုတ်တယ်တငယ်ချင်းငါဆန္ဒရှိနေတာကြာပါပြီဘယ်သူကိုမှသာငါဖွင့်မပြောခဲ့တာပါအခုတော့ငါဆုံးဖြတ်ချက်ပြက်ပြက်တသားချနိုင်ခဲ့ပါပြီလူမောင်ကပြက်ပြက်တသားပြောနေတော့တားမြင့်နိုင်ဝင်းသူကမရှိတော့ဘူးလေတားရဲ့လူမောင်မိဘနှစ်ပါးစီကမျက်ရည်တို့ကလှိုက်ခနဲမြင်ရသူတို့ကလည်းပီတိအဟုန်ကလာရောက်ထင်ဟပ်ခဲ့ပါတယ်တရံမီရွာရဲ့လမ်းယူအတိုင်းမိုးကောင်လှမ်းလာခဲ့ရင်အင်္ဂလိပ်စီကိုရောက်လာခဲ့ပါတယ်ဟင်းတကားကြီးကပွင့်လို့ပါလားအာလာဟင်းလင်းဖြစ်နေတဲ့အိမ်တကားကြောင့်မိုးကောင်ထိပ်ဖြာသွားရအခြားကြောင့်တော့မဟုတ်ဘူးတဲထဲမှာအသားကြောက်တွေကြံရိတ်ခဲ့တော့အကောင်လောင်များဝင်သလောရဲ့ပေါ့သွင်းစိမ့်နဲ့ခြံဝင်းထဲကိုအပြည့်ဝင်လိုက်ပြီးအိမ်ထဲကိုလှမ်းကြည့်လိုက်မိဟင်းမြညိုအိမ်တက်ဆင်းနေရမှာမိုးကောင်ကိုနှုတ်ခမ်းဆူပြီးစစ်စစ်ကြည့်နေတယ်မြညိုဘယ်ရဘလို့မိုးကောင်ကအနားကိုကဲရင်မေးလိုက်တယ်ရုတ်တရက်မြညိုရဲ့လက်ကလှစ်ခနဲလှုပ်ရှားသွားတယ်မိုးကောင်ရဲ့ဘိုက်ခေါက်ကြောစီကိုဆွဲလင်လိုက်တာပါအာမြညိုနာရဲဟာမိုးကောင်အော်လိုက်ပြီးတော့မြညိုကအန်ကိုကြိတ်လို့လက်စီကိုအားပိုဆိုင်လိုက်ကဲပြောစမ်းကျုပ်ကိုကြလာဖို့ခေါ်ပြီးတော့တော်ကြီးကဘယ်စီကိုသွားနေတာလဲဟေးမြညိုလက်ကိုလွတ်ပါအောင်ငါရိုးကုန်းရွာကမကောင်းဆိုးဝါးကိုသွားနှိမ်နှင်းပေးနေတာမဟုတ်တော့ဘူးကျုပ်မယုံတော်ကြီးမှန်ပြောကျုပ်ကိုကြခေါ်ထားပြီးတော်ကြီးကကြသွားချင်အောင်သွားနေတာဟိုတနေ့ကလေးကတော်ကြီးကိုလှုပ်ချင်နေတာနော်လူကိုဥရောက်အောင်လာလှုပ်မနေနဲ့ကဲအခုတော့မှတ်ပလားဟင်မှတ်ပလားညညိုသူ့ရင်ထဲကအဆိုင်ခဲကိုဖော်ထုတ်ပြောလို့လိန်ဆွဲရကလွတ်ချလိုက်ပါပြီမိုးကောင်ဘိုက်ကိုပိုးရင်တက်ပြက်မျက်နှာဘေးနဲ့ညညိုကိုချောဖို့ကြည့်လိုက်ညညိုဘာလဲဟိုအဲ့ဒီနေ့ကလေငါရှက်နေလို့ပါဟာဟောတော့ညညိုနှကန်းဝိုင်းဆက်သွားရတကယ်တော့ကြည်ရသူစီကိုရောက်လာခဲ့တာလဲသူပြီးတော့မိမသားဖြစ်သူကရှက်ရမလားမှတ်တယ်တကယ်ပဲရှက်နေသေးတာပေါ့ညညိုခေါ်ပြန်ပြီဘာလဲတော့ဟောဟိုလေငါမင်းလက်ကိုကင်လို့ရမလားညညူရဲ့မျက်စောင်းကမိုးကောင်စီကိုဒိုင်းကနေပြီးတော့ဒေါသထွက်နဲ့ကင်တော့ကင်အိုးနေအောင်တော့ကရှက်နေတော့မကင်နဲ့ကျုပ်ပဲလက်ကိုကင်မယ်ညညူပြောဆူမိုးကောင်ရဲ့လက်ကိုလှမ်းဆွဲကင်လိုက်ပါတယ်ဒီတစ်ချိန်တော့မိုးကောင်တယောက်ဟန်မဆောင်နိုင်ပဲကြေးရသူကိုသဘောတွေကြာကြီးကြားလို့မရှန်တဲ့ရေမောလိုင်းမိတော့တာပေါ့ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာထမန်တောင်ကိုရေးသားထားတဲ့တပွဲသားမုတ်ဆိုးနဲ့သင်းပိုင်တောင်ကလူဖူကြီးဆိုတဲ့စိတ်ဝင်စားဝယ်ရာတော်တဲ့မုတ်ဆိုးဇလန်းကောင်းလေးရဲ့သသိန်းပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်းလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ